ကုသိုလ်ဘာလို့လောက်တာလေတဲ့လူတိုင်းကုသိုလ်တွေနေ့စဉ်နဲ့အမြတ်ဘဝမှာလောက်လာမလောက်ဘူးလားဘုရားသာသနာမှာဒါနကုသိုလ်တွေလောက်ကြတယ်သီလကုသိုလ်တွေစောင့်တည်ကြတယ်ဘာဝနာကုသိုလ်တွေပွားများလို့ဝိပဿနာကုသိုလ်တွေအထောက်ကြတယ်ဒီကနေ့တလောကလုံးဘုရားသာသနာနဲ့ကြုံတော့မှာသူငါနဲမြတယောက်သေးတော်၎င်းပေါင်းစု၍တော်၎င်းဘုရားသာသနာကုသိုလ်တွေလောက်လာမလို့လားဘာလို့လောက်တာလဲမဟုတ်ဘူးရေကုသိုလ်ဘာလို့လောက်တာလဲလောက်ချင်လို့လောက်တာပေါ့ကိုရောနဲ့ရှိတာဟောစရာရှိတာဟောတာမဟုတ်ဘဲနဲ့စိတ်ထဲဒီလိုများတွေးနေမလားကုသလံအနဝဇဒုက္ခဝိပါကလက္ခဏာသိချာနားထောင်မယ်နော်တရားနာရင်ပြိဿရဲ့နံပါတ်1ကျန်အောင်နာပါနံပါတ်2တန့်အောင်နာပါနံပါတ်1နံပါတ်2အာယာအလုံးမရှိလို့တရားပွဲလာတာဒီတဲ့တယောက်မှမပါဘူးကိုယ်အိမ်ကိုယ်ရာကိုယ်အလုံးနဲ့ကိုယ်စီရှိလားမရှိဘူးလားမအားတဲ့ကြားကကောမရီတရားပွဲဖြစ်မြောက်ရဲ့ပွဲကလည်းပဲဓမ္မနဲ့ကျေစုဇတ်အတိတရားမြတ်ဝေခြင်းလို့ဒီပွဲလုပ်တာတရားလာနာကြတဲ့ပရိသတ်ပေါင်းသူတော်ကောင်းတို့ကလည်းပဲအပြေလာနာတဲ့သူဒီထဲပါလားအလုံးမရှိအာရနေလို့လာနာတဲ့သူရောပါလားဓမ္မဂရိကဘုံရင်ချောလေးမြင်ခြင်းလို့လာတဲ့သူရောပါလားဘယ်ပါမလဲချောမှမချောတာအောင်စပူနဲ့စမ်းရည်မိုးတာဒီနာထဲကြည့်ပါလားအမလေးအဲ့ဒီအလံတိုင်းတွေအကုန်ကျိုးမှာအဲ့ဒီမဟုတ်တွေအကုန်လဲမှာဟုတ်လားအဲ့လိုဘုံကနေလဲပြီးတော့တရားဟောရင်ထဲပြောတော့ရွာတရွာကဒကမကြီးတယောက်ကပြောတယ်ဘုန်းကြီးရဲ့တဲ့မနာလူစိတ်တွေနဲ့မပြောပါနဲ့တဲ့မဲရှင်ဘုရားဘာမှမဟုတ်တာကြီးဘယ်သူလာကြည့်မှလဲတဲ့ဟိုမှာစမ်းရည်မိုးတော့အောင်စပူတို့ကချောတယ်ဘုရားတဲ့စမ်းရည်မိုးတော့အောင်စပူတို့ကဘာဖြစ်လဲရှင်ဘုရားကဒါပဲပေါ့စမ်းရည်မိုးနဲ့အောင်စပူတို့ကချောပါတယ်ဆိုမှဒီကြီးလဲကျဲတယ်ဘွင့်ကတော့ပဲချောတော့မလို့အဲ့ဒါဓမ္မကြီးကပြောတော့သူ့ကြည့်တော့အသက်မေးတယ်85နှစ်တဲ့မလျှော့သေးဘူးဟုတ်လားဟိုမှာကခေါင်းပေါင်းစားလေးနဲ့တောင်ရှည်လေးနဲ့မိတ်ကလေးနဲ့ငကလေးနဲ့နှကန်းနီပန်းနီလေးနဲ့ဆိုတော့ချောလားမချောဘူးလားကြည့်လို့ကောင်းလားမကောင်းလားဒီမှာပါလဲကြည့်လို့ကောင်းလားမကောင်းလဲထတာပြန်လိုက်ဟိအမေမွေးတုန်းကပါလာတဲ့သပင်တော်မရှိတဲ့ဘုန်းကြီးနေရသူများနဲ့ပြိုင်ရင်းနေတာဟုတ်လားအဲ့တော့ပြိဿရဲ့တရားနာတယ်ဆိုတာအပြောအပြင်းလာနာရတာမဟုတ်ဘူးတဲ့တရားနာတယ်ဆိုတာပြိဿရဲ့ကိုဘဝကိုပြင်ဖို့နာတာပြောပါလေဘဇုဘဝဘဇုပြင်ဖို့တရားနာတယ်ဆိုတာပြိဿရဲ့ကိုစိတ်ကိုစင်ကျင်ဖို့တရားနာတာစိတ်ကိုဘာလို့ဖို့စင်ကျင်ဖို့နော်လှုပ်ချင်တာတွေမလှုပ်ကောင်းရင်မလှုပ်ဖြစ်အောင်စင်ကျင်ဖို့မလှုပ်ချင်တော့လဲလှုပ်ကောင်းရင်လှုပ်ဖြစ်အောင်စင်ကျင်ဖို့ပြောချင်တော့လဲမပြောကောင်းရင်မပြောဖြစ်အောင်စင်ကျင်ဖို့ဒီချာနားထောင်နော်မပြောချင်တော့လဲပြောကောင်းရင်ပြောဖြစ်အောင်စင်ကျင်ဖို့မတွေးချင်တော့လဲတွေးကောင်းရင်တွေးဖြစ်အောင်စင်ကျင်ဖို့တွေးချင်တော့လဲမတွေးကောင်းရင်မတွေးဖြစ်အောင်စင်ကျင်ဖို့ပြောပါဖြစ်ဖို့စင်ကျင်ဖို့ပြောပါလေရှေးလူကြီးသူမတွေဆုံးမခဲ့တဲ့ပြိဿရဲ့အပြောက်ရင်စင်နဲ့ရှာတဲ့ပြောကြည့်ပါဦးဘာပြောက်ရင်ဘာနဲ့ရှာအဲ့ဒါဘာပြောတာလဲ
ချုပ်တဲ့အပြောက်ရင်စင်အကောင်ကြီးခေါ်ပြီးတော့ရှာခိုင်းတာမဟုတ်ဘူးတဲ့ဒီကနေ့လောကကြီးမှာယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်တလောကလုံးမှာအချင်းမအချင်းဆိုတာရှိလားမရှိဘူးလားမဟုတ်ဘင်းရဲ့တို့မြရဲ့ဘဝမှာအပ်တဲ့အလုပ်မအပ်တဲ့အလုပ်ပြောအပ်တဲ့စကားမပြောအပ်တဲ့စကားပြောတွေးအပ်တဲ့အတွေးစိတ်ကိုမတွေးအပ်တဲ့အတွေးစိတ်ကိုဆိုတာဒီလောကရှိလားမရှိဘူးလားအဲ့တော့ဒီကနေ့တလောကလုံးလူတိုင်းနိဗ္ဗာန်ပြိတ္တရေအတ္တိပြောင်းနေကြတယ်။ဘာတွေပြောင်းနေလူလောကကြီးလဲကြီးလိုက်အတ္တိပြောင်းနေတဲ့လှုပ်အပ်တဲ့အလုပ်ကြတော့မလှုပ်ကြဘူးတဲ့မလှုပ်အပ်တဲ့အလုပ်တွေဝိုင်းပြီးတော့လှုပ်နေကြတဲ့ဒီလိုမဟုတ်လားအဲ့ဒါဘာပြောင်းတာအပြောင်းတာပြောအပ်တဲ့စကားကြတော့မပြောခြင်းမပြောအပ်တဲ့စကားကြတော့ပြိတ္တရေပါဇက်အယတခံကြဲကြဲလောင်လောင်ဝိုင်းစုဖွဲ့လို့ပြောနေကြပြန်တယ်ဘာပြောင်းနေတာမပေါင်းအပ်တဲ့သူတွေနဲ့ပေါင်းပြီးတော့ပေါင်းအပ်တဲ့သူတွေနဲ့မပေါင်းတာဘာပြောင်းနေတာသဘောပေါက်လားသွားအပ်တဲ့နေရာတွေကြမသွားပဲနဲ့မသွားအပ်တဲ့နေရာတွေသွားနေကြတာဘာပြောင်းနေတာလူလောကကြီးတလောကလုံးနေပါဘာပြောင်းထိုနည်းတို့စွာပဲပြိတ္တရေဘုံဘုံတို့ယဟန်လောကလည်းပြိတ္တရေတချို့နေရာမှာအတ္တိပြောင်းနေပြီလူတွေကြီးပြောလို့မရဘူးဘုန်းကြီးနေလည်းပြောမှရမဟုတ်လားဘယ်ဘုန်းကြီးမှတော့သိပ်ပြောမှာမဟုတ်ဘူးကြည်လဲကြတယ်ဝန်ပဲအမုန်းခံပြောမှာဟုတ်လားလူလောကမှာအတ္တိပြောင်းနေကြသလိုယဟန်တန်ဃာလောကမှာလည်းအတ္တိပြောင်းနေတာရှိလားမရှိဘူးလားဟိုတလုံးလေးကတန်ဃာမာနာကဥက္ကဋ္ဌအဖွဲကစရောဘုရားကြီးများကသာသနာရေးရှေ့ရှုပြီးတော့ဥပဒေတရက်ထုတ်ဒီကနေ့ခေတ်စားနေတဲ့ဗာလဲဟဲ့တစ်တော့ပြောပါလေတစ်တော့ဆော့တဲ့တစ်တော့မှာဗျံပရာတွေဆော့ပြီးတင်တဲ့ယဟန်တန်ဃာရှင်သာမဏေသီလရှင်များကိုဓမ္မဇက်နဲ့မဟုတ်အာနာဇက်နဲ့ဖမ်းစီတဲ့ဓမ္မဇက်နဲ့မဟုတ်ဘာဇက်နဲ့ဖမ်းစီဒါကြီးအပရိသတ်ကြီးသာသနာအတွက်ရှက်ဖွယ်အတိပဲဟုတ်လားဘာဖြစ်လို့ဒီလိုသာသနာ့ဥယျာဉ်ဆိုတော့ဘုရားကြီးတွေကအခုလောက်ထိပြင်းပြင်းထန်ထန်ဥပဒေတရက်ထုတ်လိုက်ရတာလေလို့မေးရင်ပရိသတ်ရေဘာပြောင်းနေကြလို့ဘာပြောင်းနေကြလို့တင်အပ်တဲ့အရာလားမတင်အပ်တဲ့အရာလားမစဉ်းစားတော့ဘူးတင်ရင်တင်ချလိုက်တာဟုတ်လားသဘောပေါက်လားအဲ့တော့အချင်းမအချင်းဟာလူတွေတင်မဟုတ်ဘူးဘုန်းတို့ယဟန်တန်ဃာတွေပါသတိထားဖို့လိုလားမလိုဘူးလားဒါဆိုရင်ပရိသတ်ရေလူလောကပဲဖြစ်ဖြစ်သာသနာလောကယဟန်တန်ဃာလောကပဲဖြစ်ဖြစ်အပြောက်ရင်ဘာနဲ့ရှာစင်နဲ့ရှာတဲ့အဲ့ဒီစင်ဆိုတာတရားမဟုတ်ဘူးတဲ့ပရိသတ်ရေစင်ခြင်းတုံတရားပြောပါတရားပြန်ပြောပါဦးအရေးကြီးလားမကြီးလားမိဘတွေအပြောက်နေရင်စင်နဲ့ရှာသာသမီတွေအပြောက်နေရင်စင်နဲ့ရှာလောကလူအများဒကာဒကမတွေအပြောက်နေရင်စင်နဲ့ရှာယဟန်တန်ဃာရှင်သာမဏေသီလရှင်တွေအပြောက်နေရင်ဘာနဲ့ရှာတိုင်းပြည်အုပ်ချုပ်မင်းလုံးနေတဲ့အကြီးအကဲတွေအပြောက်နေရင်စင်နဲ့ရှာအုပ်ချုပ်ခံလူသားတိုင်းသူပြည်သားလူအများအပြောက်နေရင်ဘာနဲ့ရှာဒီကနေ့တော့စင်နဲ့မရှာတော့ဘူးတဲ့ပြောင်းနေတဲ့အတ္တိလည်းစပ်ပြောင်းနေကြတာဘာစင်နဲ့မှမရှာတော့ဘူးတခြားစင်လားစင်ခြင်းတုံတရားလားစင်ခြင်းနိုင်လေချမ်းသာလေပဲသဘောပေါက်လားစင်ခြင်းနိုင်လေ
ကိုလှုပ်ခြင်းပေမဲ့ကိုအတွက်အစဉ်ပြေပေမဲ့ကိုမိသားစုကိုမိဘကိုပဝန်းကျင်ကိုဘာသာကိုလူမျိုးကိုသာသနာအတွက်အစဉ်မပြေဘူးမသိတော်ဘူးဆိုရင်ဘာတရားနဲ့စင်ကျင်တုံတရားနဲ့ပြောဟေဘာတရားနဲ့မိဘကလည်းသာသမီကြီးရမယ်သာသမီကလည်းမိဘကြီးဆရာကလည်းတက္ကကြီးတက္ကကလည်းဆရာကြီးတယ်လို့မို့လားလင်ကလည်းမယားကြီးမယားကလည်းလင်ကိုကြီးထဲ့တွက်ဖို့လိုလားမလိုဘူးလားငဲကွက်ဖို့ကိုလိုလားမလိုဘူးလားထဲ့တွက်ကြမယ်ငဲကွက်ကြမယ်ဆိုရင်ပြိဿရဲ့အလိုလိုဆင်ញင်ပြီးသားဖြစ်သွားလိမ့်မယ်ဟုတ်လားဘာပြီးသားဆင်ញင်အဲ့ဒီဆင်ញင်တုံတရားရှိတဲ့ပုဂ္ဂိုလ်အပရိသတ်ရေသီလလုံးပြီတဲ့သီလတည်ပြီတဲ့သီလရှိသွားပြီတဲ့ဘာတရားရှိရင်ဆင်ញင်တုံတရားဘာလုံးပြီအဲ့တော့စကလုံးနှလုံးပေါင်းပြောမယ်ဆင်ញင်တုံတရားရှိရင်သီလလုံးတယ်မဟုတ်ဘူးပြောကြည့်ပါဦးဆင်ញင်တုံတရားရှိရင်ကာယေနသံဝရောတာတုဝါစာယသံဝရောတာတုမနတာသံဝရောတာတုသဗ္ဗထသံဝရောတာတုတာတုသဗ္ဗထသံဝရောသဗ္ဗဒုက္ခပမုစ္ဆရေဘုရားကဘေကဝေပရိသတ်လေးပါခြေသာတတ်သည်ခြေသမီးတို့ဘေကဝေပရိသတ်လေးပါခြေသာတတ်သည်ခြေသမီးတို့ရေကာယေနမင်းတို့တတွေနေ့စဉ်နဲ့အမြလောက်ကင်ဆောင်ရွက်နေတဲ့ကာယကံကိုဘာကံကိုနေ့စဉ်နဲ့အမြလောက်ကင်ဆောင်ရွက်နေတာဘာကံခန္ဓာကိုယ်နဲ့ပြုမှုဆောင်ရွက်သမျှဘာကံလဲကာယေနအဲ့ဒီခန္ဓာကိုယ်နဲ့ပြုမှုဆောင်ရွက်သမျှကာယကံကိုတံဝရောဆင်ញင်နိုင်ရင်သာဓုကောင်းတယ်ဆင်ញင်နိုင်ရင်ကောင်းတယ်ဆိုတော့မဆင်ញင်နိုင်ရင်မကောင်းဘူးပေါ့ပြောစရာလိုသေးလားဝါစာယတံဝရောတာတို့မင်းတို့တွေနေ့စဉ်နဲ့မြပြောနေဆိုနေတဲ့စကလုံးတိုင်းဝစီကံကိုလည်းတံဝရောစင်ကျင်နိုင်ရင်သာတို့ကောင်းပါပေတယ်မနတတံဝရောတာတို့မင်းတို့တွေနေ့စဉ်နဲ့အမြအချိန်ပြည့်တွေးတောနေတဲ့စိတ်ကူးအကြံစီတွေကိုလည်းပဲတံဝရောစင်ញင်နိုင်ရင်စောင့်ထိန်နိုင်ရင်သာတို့ကောင်းတယ်သဗ္ဗထတံဝရောကာယကံဝစီကံမနောကံကံသုံးပါးလုံးကိုတံဝရောဆင်ញင်နိုင်ရင်သာတို့ပို၍ကောင်းလာပါပေ၏ဣတိသောဘဂဝါဘုရား6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကအဘတိကောင်းစွာမသွေမိတ်ကြတော်မူခဲ့ပါပေတည်းကာယကံဝစီကံမနောကံကမ္မနာပါလေလူတိုင်းမှာရှိလားမရှိဘူးလားကာယကံအပြုအမူတွေဆင်ញင်ပြီးတော့နေဝစီကံပြောဆိုတွေဆင်ញင်ပြီးတော့နေမနောကံအတွေးစိတ်ကူးတွေဆင်ញင်ပြီးတော့နေဘလို့နေရမဟုတ်ဘူးဒီနေ့ကစလို့သေသိတိုင်အောင်ဘလို့နေကြမယ်လှုပ်ချင်တာမလှုပ်တော့ဘူးလှုပ်သင့်တာပဲလှုပ်တာဆင်ញင်နေတာဟုတ်လားပရိသတ်ရေနည်းနည်းသိခံပြီးဘုံဘုံအတဏ္ဍာချောင်းဆိုးဖြစ်နေလို့ချောင်းလေးတောက်ဟုံးဟော့သိခံပြီးနော်မဲအဖော်ရပြီးဒိုးချောင်းဆိုသူတို့လည်းဝိုင်းချောင်းဆိုပြီးလောက်တဲ့နာကိုရွေးချယ်ပြီးတော့ဘဝမှာလုံနေရတာဆင်ញင်ပြီးတော့နေတာပြောကျင်တာတွေရန်တမ်းပြီးတော့မပြောဘဲနဲ့ပြောတဲ့စကားကိုသာပြောနေတာဆင်ញင်ပြီးတော့နေတာတွေးကျင်တာတွေထိုင်ပြီးတော့တွေးမနေဘဲနဲ့တွေးတဲ့စိတ်ကူးတွေကိုသာပြိတ္တရေတွေးတော်ပြီးတော့နေတာဘလို့နေတာ
စင်ကျင်ပြီးတော့နေတာပြောဘလို့နေတာသာသမီကစင်ကျင်နိုင်ရင်မိဘစိတ်ချမ်းသာမယ်ဟောမိဘကစင်ကျင်နိုင်ရင်လေသာသမီစိတ်ချမ်းသာပြန်တယ်ဟုတ်လားတိုင်းပြောကြောင့်မင်းလုံးတဲ့ရှင်မင်းတွေလူကြီးတွေစင်ချင်းနေရင်တိုင်းသူမြည်သားစိတ်ချမ်းသာတယ်တိုင်းသူမြည်သားစင်ချင်းနေရင်တိုင်းပြောကြောင့်မင်းလုံးတဲ့လူကြီးတွေလည်းစိတ်ချမ်းသာတယ်လင်ယောက်ျားဖြစ်တဲ့တကားကြီးတွေစင်ချင်းနေရင်တက္ကမကြီးတွေညတညာလုံးအိပ်ပျော်တယ်ဘာချမ်းသာလို့မဟုတ်ဘူးရဲ့ဘာချမ်းသာလို့ဒင်းတို့တွေမစင်မခြင်းဟိုသွားဒီသွားဟိုဖုံးစားဒီဖုံးစားနဲ့မစင်မခြင်းနေရင်ဒကမာကြီးတွေဘာမပြောဘူးထချောင်းနေရတာနဲ့မိုးလင်းသွားစင်ကျင်တုံတရားဆိုတာနိဗ္ဗာန်ရောက်ဖို့တကူတည်းမဟုတ်ဘူးတဲ့လင်းနဲ့မရအိမ်အောင်ရေးလဲအစဉ်ပြေစီတယ်ဟုတ်လားငါလှုပ်ချင်တယ်ငါသားမရနဲ့အစဉ်မပြေဘူးငါသားမရအတွက်မသိတော့ဘူးဆိုရင်အဲ့ဒီအလုပ်မလုပ်ဘဲနေတာအဲ့ဒီလင်အောင်ကြဘလို့နေတာမကောင်းဘူးလားသဘောပေါက်လားမရပြတဲ့ဒကမာကြီးတွေလည်းစင်ချင်းနေရင်ဒကာကြီးတွေလင်အောင်ကြတွေပါချမ်းသာတယ်အပြန်အလှန်မို့လားဒီတော့ပြိဿကြီးအဲ့ဒီစင်ញင်တုံတရားကသူ့ကြည်တော်သာတစ်လုံးနဲ့တစ်ခုတည်းအတ္တပရအကျိုးနှစ်ဝရှိတယ်တဲ့ပြောပါလေအကျိုးတစ်ခုတည်းလားနှမျိုးလားအတ္တမိမိအကျိုးလည်းပြည့်စုံတယ်ပရသူရဘာအကျိုးလည်းကိုလည်းပြည့်စုံစေတယ်ကိုစင်ချင်းနေတာနဲ့မိဘစိတ်ချမ်းသာနေရောမပူရတော့ကိုကြောင့်မိဘစိတ်မစင်ရဲဘူးဒီလိုမှမဟုတ်ဘူးအချိန်မရှိအချိန်ရှိပြန်မလားသွားကျင်တဲ့သူနဲ့သွားပေါင်းကျင်တဲ့သူနဲ့ပေါင်းလှုပ်ချင်ရတယ်ရှောက်လှုပ်နေနောက်ကမိဘအဲ့ဒီသာသမီကြောင့်ဘာစင်းရဲ့ဒီကောင်နေနဲ့ငါသိကျင်တာပဲဟဲ့မွေးရကြုံမနှက်လိုက်တာနောက်ဒီလိုဟာလေးတွေနဲ့ဘယ်ဘဝမဆုံးမရစေနဲ့ကြိတ်မိတ်ပြီးစူတောင်းနေတဲ့ဘွားကြီးတွေရှိလားမရှိဘူးလားမဟုတ်ဘယ်မှာလဲရှိလားမရှိပါဘူးဖေယားအပြေမမှာစိုးလို့သဘောပေါက်လားအဲ့တော့စင်ញင်တော်တရားရှိရင်ပြိဿရဲ့အတ္တအကျိုးပြည့်စုံသလိုပရမိသားစုအကျိုးပတ်ဝန်းကျင်အကျိုးဥမာဆိုကြပါစို့ခြေစောလက်စောရှိတဲ့ပုဂ္ဂိုလ်ဒီရက်ကွက်အမှတ်9ရက်ကွက်မှာမြန်ရှိနေရင်အဲ့ဒီရက်ကွက်ကလူတွေစိတ်ချမ်းသာပါမလားအဲ့ဒီလူအရေးရောင်မြင်တာနဲ့တော့ခတ်တော့တကားတွေတရားကြည့်နော်ဟဲ့ကောင်မအိမ်လန်းကြည့်အောင်နော်ဟောဘာဖြစ်လဲစိတ်ဆင်းရဲနေတာပြောဘာဖြစ်နေတာအဲ့ဒီခြေစောလက်စောရှိတဲ့ပုဂ္ဂိုလ်အပရိသတ်ရဲ့စင်ချင်းနဲ့စင်ញင်လုံးတရားထားလိုက်မယ်ရှိလိုက်မယ်ဆိုရင်အဲ့ဒီတရွက်ကလုံးသူ့ကြောင့်ပါချမ်းသာပြီပရဟိတမော့လားပရိသတ်ရေပြောဘာဟိတဒါဆိုရင်စင်ញင်လုံးတရားရှိရုံနဲ့အတ္တအကျိုးပရအကျိုးမပြည့်စုံဘူးလားဘာတရားလဲစင်ញင်တုံတရားပြန်ပြောဘာတရားလဲကုသလံသာဝိဇာအနဝိဇာဒုက္ခဝိပါကလက္ခဏာဘေကဝေပရိသတ်လေးပါးခြေသာတည်းခြေသမီးတို့ကုသလံကုသိုလ်တရားဟာအနဝဇအပြည့်ကင်းတယ်ကုသိုလ်ဟာအပြည့်ကင်းနေတဲ့ပရိသတ်ကုသိုလ်ဟာဘာကင်းလဲအနဝဇအပြည့်ကင်းတယ်ဒုက္ခဝိပါကလက္ခဏာဒီဘဝမှာလဲကောင်းကျိုးကိုပေးတယ်ဘဝတန္တရာအတ္တမလွန်မှာလဲကောင်းကျိုးကိုပေးတတ်တဲ့သဘောရှိတယ်ဣတိဤသို့ဘဂဝါပေါင်းကြောင့်ပါသခင်ဘုရားရှင်ကိုရောမြတ်ကအဘတိကောင်းစွာမသွေမာကြတော်မူခဲ့ပါပေတည်းဆိုလိုက်စမ်းမှာကုသိုလ်သီတာ
ဘဝမှာမှန်စွာအားထားရာဆိုကြည့်ပါဦးဘဝမှာကုသိုလ်တည်တာဘာဖြစ်လဲအားထားရပဲတဲ့ပြန်ဆိုပါဦးကုသိုလ်ပုံညရှိပါမှဘဝအနေပြောကုသိုလ်ပုံညရှိပါမှဘဝအနေပြောရထားတဲ့လူဘဝအနေပြောဖို့အတွက်အရတော်ဖို့အတွက်ပါရှိဖို့လိုတယ်အရေးကြီးလားမကြီးဘူးလားဒါဆိုရင်ကုသိုလ်ဆိုတဲ့အပြည့်ကင်းတဲ့ဒီဘဝမှာလဲချမ်းသာဒုက္ခကိုပေးတဲ့ဘဝတဏ္ဍာမှာလဲကောင်းကျိုးချမ်းသာဒုက္ခကိုပေးတဲ့အတွက်ကြောင့်မဖြစ်မနေလို့ကိုမလုပ်ခြင်းလဲသဘောပေါက်လားဒါဆိုရင်ကုသိုလ်ဘာလို့လုပ်ရတာလဲလို့မေးရင်ပြိဿရေကောင်းကျိုးပေးလို့ပြောပါလေနောက်နံပါတ်1ကုသိုလ်ဘာလို့လုပ်ရတာလဲဆိုရင်တဲ့ကောင်းကံတွေပြောင်းမသွားစေဖို့ကုသိုလ်လုပ်ရတာဘာကံတွေပြောင်းမသွားစေဖို့ကောင်းကံတွေပြောင်းမသွားအောင်ကုသိုလ်ဆောင်ကောင်းကံဆိုတာပြိတ္တရေကောင်းကျိုးကိုပေးတဲ့ကံကောင်းစေတဲ့ဘဝမှာရာရာဆင်ပြေတယ်အတိတ်ကကောင်းကံကြောင့်လူဘဝရတယ်အတိတ်ကကောင်းကံကြောင့်သာသနာနဲ့ကြုံတယ်အတိတ်ကကောင်းကံကြောင့်ပြိတ္တရေကိုယ်လက်အင်္ဂါအပြည့်အစုံပါလာကြတယ်အတိတ်ကကောင်းကံကြောင့်အသိဉာဏ်တွေကိုယ်စီရှိတယ်အတိတ်ကကောင်းကံကြောင့်ဖရာသာသနာယုံကြည်တဲ့တရားရှိကြတာအတိတ်ကဘာကြောင့်အတိတ်ကသာဒီကောင်းကံတွေပါမလာရင်လူဘဝရပါမလားသာသနာနဲ့ကြုံပါမလားခြေလက်အင်္ဂါပြည့်စုံပါမလားအသိဉာဏ်ကိုရှိပါမလားတရားတရားကိုရှိပါမလားအတိတ်ကကောင်းကံတွေကြောင့်ပြိတ္တရေလူဘဝလူလာပြည့်ရုံမကသာသနာနဲ့လေသာသနာနဲ့ကြုံယုံမကသာသနာကိုယုံကြည်တဲ့တရားတရားလဲရှိပြန်တယ်မရှိဘူးလားနောက်တကပြိတ္တရေဓမ္မအဓမ္မကုသိုလ်အကုသိုလ်ကိုကွယ်ပြပြသိတဲ့နားလေတဲ့အသိဉာဏ်လဲကိုယ်စီရှိလားမရှိဘူးလားဒါကကုသိုလ်ကောင်းတယ်လုပ်ရမယ်လုပ်ကြမယ်ဒါကအကုသိုလ်မကောင်းဘူးရှောင်ရမယ်လှုပ်ခြင်းရင်တောင်မှအောက်ဤသိခံပြီးဆင်ញင်နေရမယ်တခြားလားသိဉာဏ်လားအရေးကြီးလားမကြီးဘူးလားမဟုတ်ပင်ရဲ့ဘဝမှာရွှေမရှိရင်ငွေမရှိရင်ရာထူးကုန်သိစည်းစိမ်ဥစ္စာမရှိရင်တဘဝပဲဆင်းရဲမှတဘဝပဲမျက်နာငယ်မှာသိကြနားထောင်တော့ရွှေမရှိငွေမရှိရာထူးကုန်သိနေမရှိရင်ဘယ်နှဘဝပဲမျက်နာငယ်မှာဘယ်နှဘဝပဲဆင်းရဲမှာဒီဘဝမှာအသိဉာဏ်မှမရှိဘူးအသိတရားမှမရှိဘူးဆိုရင်ပြိတ္တရေဒီဘဝမှာကသန္တရာတစ်လျှောက်လုံးဆင်းရဲမဲ့သန္တရာတစ်လျှောက်လုံးမျက်နှာငယ်မယ်ဒီလိုမဟုတ်လားဒီကနေ့မဆာကကောမရီအဖွဲသူအဖွဲသားတွေနဲ့9ရက်သားသမီးလို့ရှင်လို့မမိသားစုတွေကအသိဉာဏ်ပေးလူနေတာအသိတရားမျှဝေနေတာတန်ဖိုးမရှိဘူးလားသာဝရကုသိုလ်လို့ခေါ်တယ်ဘာကုသိုလ်လဲကုသိုလ်ကပြိတ္တရေသာသနာမှာလောက2မျိုးရှိတယ်သာဝရကုသိုလ်ရဲ့ဇင်္ဂမကုသိုလ်ရဲ့ပြောကြည့်ပါဦးပြန်ပြောပါဦးမှတ်မယ်နော်မှတ်မယ်နော်ဟောပြီးနာပြီးပျောက်ရင်တော့တန်ပါမလားဒါနဲ့မေးပါဦးမယ်မဟုတ်ဘူးတရားပွဲတွေနာကြတယ်တရားပွဲပြီးရင်အဲ့ဒီတရားတွေသတိရတဲ့သူနဲ့မေ့သွားတဲ့သူကများကဲရေစက်ချရအောင်မိမဲ့တူတူဟောမနေတော့မကောင်းလားတို့တွေဖယားနဲ့စလွဲတာအဲ့ဒီမေ့တာပဲ
ဘယ်လိုနဲ့စလွဲတာဖယားကပြိဿကြီး45ဝါကာလတစ်လျှောက်အကျဉ်းချင်းထက်ကပြောခဲ့တာအပမတော်အမတံပဒံပမတော်မစ္ဆုနောပဒံဟေးခြေသာတသည်ခြေသမီးတို့မမေ့ကြစမ်းပါနဲ့မမခဲ့ဘူးလားဘာမပြေကြစမ်းနဲ့ပြောမဟုတ်ပဲဘာမပြေကြစမ်းပါနဲ့ဒါပေမဲ့တို့တွေကအဲ့ဒီမှာဗုဒ္ဓနဲ့စလွဲတာဟုတ်လားဖယားကမမေ့ခိုင်းမှုတို့တွေကဘာဖြစ်တယ်ဗုဒ္ဓနဲ့စလွဲတော့ပြိဿရဲ့အဲ့ဒီမှာဘဝတွေကကြိုးကြောင်နေဖြစ်ကံဒီအမောင်မားတွေရောက်လာကံစိုးမောင်တွေကြလှုပ်သမျှအစင်မပြေလှုပ်တော့လှုပ်တယ်ဒါပေမဲ့အစင်မပြေဘူးကံကိုလည်းပြိဿရဲ့အာကိုဖို့လိုလားမလိုဘူးလားဒါပေမဲ့ဉာဏ်လည်းရှိဖို့လိုပြန်တယ်ဘာလဲရှိရမယ်အဲ့တော့ဘုရားသာသနာမှာကောင်းမှုက2မျိုးတဲ့ထာဝရကုသိုလ်ကောင်းမှုနဲ့ဇင်္ဂမကုသိုလ်ကောင်းမှုထာဝရကုသိုလ်ကောင်းမှုဆိုတာပြိဿကြီးရွှေ့ပြောင်းလို့မရဘူးတဲ့ဟုတ်လားဘယ်သောခါမှပျောက်ပြဲသွားရမရှိဘူးတဲ့ဘယ်သောခါမှကုံဆုံးသွားတယ်ဆိုတာမရှိဘူးတဲ့ဇင်္ဂမကုသိုလ်ကြတော့ပြိဿရေကုသိုလ်တော့ကုသိုလ်ပဲဒါပေမဲ့အတိုင်းတာတစ်ခုတည်းပဲသူ့မှာရှိတာတဲ့အတိုင်းတာတစ်ခုကျော်သွားရင်ပြိဿရေပျောက်ပြက်သွားနိုင်တယ်တဲ့လိုမဟုတ်လားဥမာပေါ်ဒီလူတွေကိုအကုန်လုံးရွှေတယောက်တစ်ချက်သားစီဟောဒီမဆာကကော်မတီကတရားပွဲမလုပ်ဘဲနဲ့တယောက်ရွှေဘယ်နှချက်သားပြောဘယ်နှချက်သားဟိုစိတ်ကူးနဲ့တဲတယ်ဗျာကောင်းမှုတွေတော့ကောင်းမှုတော်ထက်တော့ကြီးပါစေဟိရမရဘယ်နဲ့ချက်သားဘ누구ကပေးမှာမာစာကကောမရီပေးမပေးလိုက်ဒါနဲ့မေးပါအောင်မယ်ရွှေတစ်ချက်သားပဲစေးရှိအတော်ဘုန်းကြီးနဲ့ရွှေစင်းနဲ့ပါဆိုင်တော့ပလင်မော်တက်ရွှေစင်းမေးနဲ့တော့လို့ရွှေတစ်ချက်သားပဲစေးလေသိအတော်100တောင်ဖြစ်သွားပြီလားဩ9သိန်းလောက်မှတ်နေတာသိန်း100တဲ့ရွှေတစ်ချက်သားအဲ့ဒီတယောက်ကိုရွှေတစ်ချက်သားဒီပေးလိုက်ရင်ပြိဿရေအဲ့ဒီသိန်း100 5ယောက်ရှိတဲ့မိသားစုတစုတစ်လစား3လို့ခံပါမလားဒီနေ့ကုန်စည်နှုန်းနဲ့သိန်း100မိသားစု5ယောက်စီဝါရေးလုပ်မယ်စားမယ်တောက်မယ်ဝယ်မယ်ဝတ်မယ်ပါမယ်ပြောမယ်သိန်း100တစ်လခံပါမလားဟိုအတော့အသုံးကြီးတဲ့လူတွေ100ကိုတစ်လမခံဘူးတဲ့ကဲနည်းနည်းလျှော့ပေးမယ်ရက်အစိတ်ခံရဲ့လားနည်းနည်းတော့ဟာပြီအဲ့တော့ပြိဿရေသိန်း100တစ်လလောက်မိသားစုတစုအတွက်ဖူးလုံးနဲ့ပဲထားလိုက်အောင်တလားဟိုဘက်မှာအဲ့ဒီသိန်း100ရှိသေးလားအဲ့တော့တအိမ်ကိုတရားကိုရွှေတစ်ချက်သားလူတဲ့ကုသိုလ်ကောင်းမှုကကုသိုလ်တော့ရတယ်ဒါပေမဲ့ဇင်္ဂမကုသိုလ်အချိန်အတိုင်းအတာသူ့မှာရှိလားမရှိဘူးလားဒီကနေ့ထာဝရကုသိုလ်အတိတရားတွေပေးလူလိုက်တဲ့အခါကျတော့ပြိဿရေတလကုန်ရဲ့လားတနှစ်တသက်တန္တရာတစ်လျှောက်လုံးဒီဟောဒီအတိတရားအတိဉာဏ်ကအသုံးဝင်လားမဝင်ဘူးလားဒါကြောင့်မလို့ပြိဿရေသဗ္ဗဒါနံဓမ္မဒါနံဇိနာတိအလူတကအလူတွေထဲမှာတရားအလူကမြတ်တယ်လို့ဆိုတာအကြောင်းမဲ့မြတ်တာမဟုတ်ဘူးနော်သဘောပေါက်လားဒါကြောင့်မလို့ပြိဿရေဒီကနေ့ထာဝရအလိုပေးလူနေတဲ့မဟုတ်ပဲမြို့9ရပ်ကွက်ကမဆာကကောမရီအဖွဲ့သူအဖွဲ့သားတွေနဲ့ကုသိုလ်ရှင်ကောင်းမှုရှင်တွေကုသိုလ်လုပ်ရတဲ့ရည်ရွယ်ချက်ဘုရားသာသနာများစွာကုသိုလ်လုပ်နေကြတာကောင်းကံတွေမပြောင်းစေဖို့ပြောကြည့်ပါဦးအတိတ်ကကောင်းကံတွေကြောင့်ရေကိုပိစုံဗံဘဝလူပြည့်သာသနာနဲ့ကြုံဘုရားတရားသံဃာယုံကြည်အားကိုးလို့ကံကံရဲ့ကျိုးကိုယုံကြည်တဲ့တရားတွေရှိလို့
ကုသိုလ်အကုသိုလ်ဓမ္မအဓမ္မသိတဲ့ခွဲခြားတတ်တဲ့အသိဉာဏ်တွေနဲ့လူဘဝရှောင်လန်းနေတာကောင်းကံတွေရှိလို့ပြောပါကံတွေရှိလို့အဲ့ဒီကောင်းကံတွေကိုပြောင်းမသွားအောင်ကောင်းကံတွေကိုသာဝရတည်အောင်ကောင်းကံတွေကိုယ်ဘဝမှာရေရှည်ရှိအောင်ကုသိုလ်နဲ့ဆက်ရသည်တဲ့ပြောပါနဲ့ဆက်ရပြောပါနဲ့ဆက်ရကုသိုလ်နဲ့ဆက်မှကံကောင်းခြင်းတွေအသက်ရှိတယ်တဲ့သဘောပေါက်လားမဟုတ်ဘင်းရဲ့ကံမကောင်းခြင်းမို့လားခဏကောင်းခြင်းလားသာဝရကောင်းခြင်းလားသာဝရကံကောင်းခြင်းရင်ဘာနဲ့ဆက်မဲသဘောပေါက်လားရွှေကိုရွှေနဲ့ပဲဆက်လို့ရတယ်ဟုတ်လားရွှေကိုဘာနဲ့ပဲဆက်သဘောပေါက်တယ်နော်ကောင်းကံတွေကိုလည်းပဲပြိတ္တရဲ့ရေရှည်ဘဝမှာတည်တံ့သာဝရရှိခြင်းနဲ့ဆိုရင်ဘာနဲ့ပဲဆက်ကုသိုလ်နဲ့ပဲဆက်ပြောပါနဲ့ပဲဆက်အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကပုံနာကြီးတအုပ်ဗုဒ္ဓေအပဒနာဖယားကိုလည်းမကိုးကွယ်ဘူးတဲ့ဓမ္မေအပဒနာတရားကိုလည်းမယုံဘူးတဲ့တန်ခေအပဒနာသံဃာတွေကိုလည်းမကြည်ညိုဘူးတဲ့ယတနာသုံးပါးမကိုးကွယ်ဘူးတဲ့ပုံနာကြီးပုံနာမျိုးဆိုတော့ပြိတ္တိဗေဒင်ရရတက်ကျွမ်းနေတဲ့နက္ခတ္တရာကြည်တတ်တဲ့အဲ့တော့ပုံနာကြီးကတနေ့ကျတော့သူ့လက္ခဏာသူကြည့်သူ့ဇာတာကွင်သူတွက်ကြည့်တော့ဇာတာကွင်မှာပေါ်တာကနောင်9ရက်နေသေးရမတဲ့နောင်ဘယ်နှရက်ပြောနောင်ဘယ်နှရက်ဘာဖြစ်ရမှာအဲ့တော့ပုံနာကြီးလန့်သွားဟာငါဇာတာကွင်မှာနောင်9ရက်သေးရမယ်တတလုံးသူတွက်လာသမျှကြည်လာသမျှဇာတာတွေကလည်းမှားတာတခုမှမရှိဘူးအဲ့ဒါမယုံလို့မရဖြစ်တဲ့ပုံလေးမကြီးခေါ်ပုံလေးမကြီးရဲ့ငါကြည့်တာငါဇာတာကွင်တလို့ပေါ်နေတယ်မှားမြန်မှားနေမလားဟဲ့နင်းကြည့်စမ်းမအောင်ပုံလေးမကြီးကလည်းတွက်ချက်ပြီးတော့ပုံနာကြီးရဲ့ဇာတာကွင်ကြည့်လိုက်တာမှန်နေတဲ့နောက်9ရက်နေပါပြရမှာအဲ့ဒါနဲ့လန့်ပြပြီးတော့သူတို့ကိုယ်ပဲပူဇော်နေတဲ့ပုံတော်တွေထံသွားအရှင်ဘုရားတို့ကဲပါဦးဘုရားကဲပါဦးဘုရားတပည့်တော်ရဲ့ဇာတာကွင်မှာနောက်9ရက်သေးမဲ့ကိတ်ပေါ်ပေါက်နေတယ်ဘုရားအဲ့ဒါတပည့်တော်ကိုရရလေးပေးပါဘုရားမသေးတဲ့ရရပေးပါအောင်ဘုရားအသက်ရှည်မဲ့ရရပေးပါအောင်ဘုရားသေခြင်းကလွတ်မဲ့ရရပေးပါအောင်ဘုရားသူတို့ကိုယ်ွယ်တဲ့ပုံတော်တွေတန်သွားတော့ပုံတော်ကြီးတွေကခေါင်းကုတ်တယ်တယောက်နဲ့တယောက်မျက်နှာကြည့်ပုံနာကြီးရဲ့တဲ့အာရောနာပါရဲ့ငါတို့လေစီဝါရေးကောင်းတဲ့ရရရှိတယ်ကွကျမ်းမာရေးကောင်းမဲ့ရရဒုထံရှိတယ်ကွသားကောင်းမယားကောင်းရမဲ့ရရဒုထံရှိတယ်ကွတခြားလောကီရရတွေဒုထံများစွာရှိပေမဲ့မင်းအခုတောင်းတဲ့မသေးမဲ့ရရသေမင်းလွတ်မဲ့ရရအသက်ရှင်မဲ့ရရမျိုးတော့ငါတို့ထမရှိဘူးအာနာတဲ့ပုံနာကြီးညင်းလွတ်ဒါပေမဲ့ပြိဿကြီးပုံနာတော်တွေကအကြံတော့တစ်ခုပေးလိုက်တယ်ပုံနာကြီးတဲ့ငါတို့မလုပ်ပေးနိုင်ပေမဲ့ဟိုသာဝတိပြေမောင်စေတဝန်ကျောင်းဂေါရမဆိုတဲ့ဘုရားရှိတယ်ဒုနဲ့တော့ဘာသာချားတယ်ကွယ်ဒုနဲ့တော့အယူဝါဒလွဲတယ်ဒါပေမဲ့သူလဲဆရာတဆူဘုရားတဆူပဲသူ့ထံတော့ရှိကောင်းနိုင်ရဲ့မင်းသွားကြည့်ပါလားမရအရင်ပေါ့ဟာဒီလိုလွတ်တာနော်ဘုရားထံကြီးညိုလို့လွတ်တာမဟုတ်ဘူးမရအရင်သွားကြည့်တောင်းကြည့်ပေါ့အဲ့ဒါမြန်မြန်ပြောပုံနာကြီးဇနီးမောင်နှံ2ယောက်ဘုရားထံရောက်တယ်တဲ့မြတ်စွာဘုရားတပည့်တော်တို့ပုံနာလင်မယား2ယောက်ကြတော်မူပါအောင်ဘုရားတပည့်တော်တို့ကဘာသာကြားဆိုပေမဲ့အရှင်ဘုရားဂေါရမဘုရားကရုဏာကြီးတယ်လို့ကြားရတယ်ဘုရားတပည့်တော်ရဲ့ဇာတာကွင်လက္ခဏာမှာနောက်9ရက်သေရမယ်ဆိုတဲ့ကိန်းကနန်းပေါ်ပေါက်နေတယ်ဘုရားတပည့်တော်မသေးခြင်းဘူးဘုရားမသေးရနိလန်းကောင်းအသက်ရှင်ကြောင်းနိလန်းကောင်းလေးများရှိရင်တပည့်တော်ပေးပါဘုရားအဲ့ဒါနဲ့မြတ်စွာဘုရားကပြိဿရဲ့သဗ္ဗညုတဉာဏ်နဲ့ကြည့်လိုက်တော့ဟုတ်တယ်တဲ့ပုံနာကြီးနောင်ဘယ်နှစ်ရက်နေသေးမှာ
ဟုတ်ပြီနောင်ဘဏရက်နေပုံနာကြီးသေးမှာတို့တွေမြတ်နောင်9ရက်နေသေးရမယ်ဆိုရင်ဒီပရိသတ်ဘာလုပ်မှာလဲရစရာရှိတယ်အကျွေးတွေရအောင်ပတ်တောင်းအောင်မှာစရာရှိတယ်သားသမီးတွေခေါ်มาမယ်ကြိုးมาမယ်စားကျင်တာတွေများစားမယ်ဒီလိုမဟုတ်လားကိုတွေးဘူးလားငါမနေ့ပြန်သိမယ်ဆိုတာသိရင်ငါဒီနေ့ဘာလုပ်မလဲလို့ကိုတွေးဘူးလားဘာလုပ်မလဲတို့တွေအပြိဿရဲ့ဘယ်တော့သိမယ်ဆိုတာရက်အတိအကျဒိတ်သတ်မှတ်ချက်မသိလို့နေခြင်းတို့နေနေတာနော်ဘလို့နေနေတာကိုအကြောင်းတော့ကိုသိသားပဲဟုတ်လားစားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့ပြောဖို့ပါဖို့ကာမဂုဏ်မိဝဲခံစားဖို့ငါဘယ်တော့သိမယ်ကိုမသိသေးဘူးပဲလူတိုင်းထင်တာနော်ယောဂကြီးပြီးအိမ်ရတဲ့ဘုံဘုံလဲအောက်ဆီဂျင်ကြီးတက်ပြီးတော့မှတခါတဲ့အသက်ကိုလိုက်ကနေရှင်နေရတဲ့သူကလည်းသူ့ကိုယ်သူပါထင်မသိသေးတော့ပါဘူးထင်လားမထင်ဘူးလားတို့တလောကလုံးတို့တွေကိုသိမယ်လို့ထင်တဲ့သူတွေပြိတ္တရရှိရလားဒီမိသားစုတွေရောဒီညကိုသိမယ်လို့ထင်တဲ့သူတွေထဲပါလားထားလွဲပါစေဖယ်ပါစေဘုန်းကြီးရဲ့မဟုတ်မချွတ်အတိတ်နမိတ်မရှိတာတွေဘာကြီးလာပြောတို့ရက်ွက်လာပြီးတော့စိတ်မြန်စိုးနေရလားဟဲ့စိုးလဲသိမှာပဲစိုးလဲတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကပြိတ္တရေသေချောင်းပြောကြိုက်လားမကြိုက်မပြောဘူးအိမ်ထဲမြင်လာပြီးတော့တစုံတစ်ယောက်ကသေချောင်းပြောရင်ကောင်းမကြီးဗဇက်ပုတ်ကြီးနဲ့သွားမပြောနဲ့လွဲပါစေဖယ်ပါစေဖနောက်တွေပါရင်မြေကြီးတွေပါပေါက်ပြစ်တာမသိရင်ယမမင်းလိုပါလိုနဲ့တို့အကိုမွေးခဲ့တဲ့အဖေနဲ့အမေအဲ့ဒီမိဘနှစ်ပါးအဖေနဲ့အမေကိုမွေးခဲ့တဲ့အဘိုးနဲ့အဘွားဘာမျိုးတွေသိမျိုးတွေပြောဘာမျိုးတွေလဲသူတို့တော်သိမျိုးဆိုမှတော့သူတို့မွေးလို့လူဖြစ်တဲ့တို့တွေဘာမျိုးတွေအမလေးကိုဘဒုအမျိုးလျှောက်ကြွားမနေနဲ့အကုန်လုံးဘာမျိုးအကောင်လုံးဘာဖြစ်ရမှာသဘောပေါက်လားမဟုတ်ဘူးတို့တွေဘာဖြစ်ရမှာကျင်းလဲကျဲတယ်ဝင်လဲဒီလားရှင်နေနော်ရှင်ဘုရားတို့ကရုံချင်းအကျေကြီးထားဟောတယ်သေရမှာပါဘုရားတဲ့ကရုံချင်းအတူပဲကိုသူတို့ကဒိုးထဟောတယ်ကျင်းလဲကျဲတယ်ဝင်သေရမှာပါဘုရားတဲ့စွမ်းစံသိအလှခံနဲ့အတန်နဲ့ထဩတာအဲ့ဒါကတုံးကတိုက်လို့ခေါ်တယ်ဘာလဲကတုံးကတိုက်လို့ခေါ်တယ်ဟုတ်တယ်ကျင်းလဲကျေတဝင်းလဲသေရမှာပဲအရှိနာကဆရာလေးတွေလဲဝမ်းသာတာဟဲ့မဆာကကောမရီအဖွဲ့ဝင်အားလုံးလဲငါမပြောဆက်ဆရာကြီးလဲမသေးခင်တော့ကောင်းဖွင့်သွားအောင်တခါရဲ့အဲ့တော့တို့တွေအားလုံးသိရမှာမသေးခင်မှာပရိသတ်ကြီးကုသိုလ်နဲ့နေဖို့လိုသည်ပြောပါနဲ့နေဖို့လိုသည်တေမကုသိုလ်လုံးလို့အဲ့ဒါပရိသတ်ကြီးမြတ်စွာဘုရားကတပ်ပညုတဉာဏ်နဲ့ကြည့်တော့ပုံနာကြီးနောက်9ရက်နေသေးရမှာတဲ့ပုံနာကြီးရေမင်းတို့ဘေးရင်လက္ခဏာတာယာတွေနက္ခတွေကြီးတဲ့အတိုင်းပဲမင်းဟုတ်တယ်9ရက်နေမင်းသေးရမှာမြတ်စွာဘုရားတပည့်တော်မသေးကြောင်းနိလန်းကောင်းလေးမြန်ပေးလို့မရဘူးလားမြတ်စွာဘုရားကရတယ်လည်းမပြောဘူးပြိတ္တိမရဘူးလည်းမပြောဘူးတဲ့ဒါပေမဲ့မြတ်စွာဘုရားကနောက်တစ်ခုထပ်ပြောတယ်ပုံနာကြီးငါတိကြသေးချာပြောနိုင်တာကမင်းနောက်9ရက်နေသေးရမယ်သေပြီးရင်လေဟောသာဝတိမျိုးရဲ့အနောက်ဘက်မှာတောအုပ်ကြီးတအုပ်ရှိတယ်အဲ့ဒီတောအုပ်ကြီးထဲမှာမင်းမြောက်ကြီးဖြစ်လိမ့်မယ်တဲ့ပုံနာကြီးသေပြီးရင်ဘာဖြစ်မှာတဲ့အဲ့ဒီစကားနားရဲဆွဲပြီးတော့ပုံနာကြီးခေါင်းကိုင်းဆိုင်နဲ့အိမ်ပြန်မသေးခြင်းဘူးဒါပေမဲ့9ရက်နေဘာဖြစ်ရမှာအဲ့တော့ပုံနာကြီးစဉ်းစားဟာဘာလုပ်ရမလဲ
နောက်9ရက်ငါတရားမှာတဲ့ဂေါရမရှင်တော်ဗုဒ္ဓကလည်း9ရက်မြောက်သေးပြီးရင်ငါမြောက်ကြီးဖြစ်မှာတဲ့အဲ့ဒီမြောက်ကြီးကလည်းပဲသာဝတိမြို့ရဲ့အနောက်ဘက်တော်ဦးကြီးတဲ့ငါနေရမှာတဲ့ဟုတ်မဟုတ်ငါသွားကြည့်အောင်ပါပဲဆိုပြီးတော့ပြိဿကြီးချက်ချင်းပဲသာဝတိမြို့ပြင်ထွက်အနောက်ဘက်ရှိတဲ့တော်ဦးကြီးသွားတွေ့အေးဟုတ်ပါလားအဲ့ဒီတော်တယ်ကြည့်တဲ့အခါကျတော့ပြိဿကြီးတောနဲ့ကြီးရှုပ်သွားအပင်တွေခြုံနွယ်တွေပိတ်ဖုံးပြီးတော့လူတို့တယောက်သွားလို့တော့မရတဲ့အနေအထားမျိုးအဲ့ဒါပုံနာကြီးကစဉ်းစားတယ်ဩငါသိရင်ဒီထဲမှာမြောက်လာဖြစ်မှာမြောက်ကြိုက်တဲ့အရာတွေသူစဉ်းစားတယ်ရွေးချယ်တယ်ကြည့်တယ်မှတ်တယ်တိတိဝလန်နေပြိဿရေမြောက်မကြိုက်ဘူးလားအဲ့တော့သူမြောက်ဖြစ်ရင်အဲ့ဒီတောထဲမှာပြိဿရေတိတိဝလန်နေလွယ်လင်းတဲ့ကိုချမ်းချမ်းသာသာစားဖို့ဆိုပြီးတော့လူတွေငါအလုသမားတွေစုဆောင်ပြီးတော့အဲ့ဒီတောအုပ်ကြီးတစ်ခုလုံးကိုဥယျင်ကြီးတပ်ပွဲချက်ချင်းပြောင်းပလိုက်တယ်တောအုပ်ကြီးကနေပါပြောင်းပြစ်တိတိဝလန်နေဆိုင်အရေးရပင်နေဆိုင်အသီးစားပင်နေဆိုင်အပွင့်ပွင့်နဲ့ပန်းပင်နေဆိုင်ပြီးတော့ရေတွင်ရေကန်တွေတူးပြီးတော့ပြိဿရေလန္တရာတွေခင်းတယ်တဲ့ပုံနာကြီးသူများအတွက်လားသူအတွက်လားမြောက်ပြင်းရင်နေဖို့အိမ်လေးတွေလုပ်မယ်သူကစိတ်ကူးရင်ပြီးတော့စားစရာကြိုက်တဲ့တိတိဝလန်နေဆိုင်အရေးရပင်နေဆိုင်ဥယျင်ကြီးတစ်ပွဲလှုပ်ပလိုက်ဒီတော်တဲ့လာတဲ့သူတွေတောက်ရရအောင်တောက်ရကန်တွေတူးလို့ချိုးရရအောင်ချိုးရကန်တွေတူးလို့သုံးရရအောင်သုံးရကန်တွေတူးလို့သွားလာစေပြအောင်လန္တရာတွေဖောက်လို့မသေးခင်ပုံနာကြီး9ရက်တိပြိဿရေတောအုပ်ကြီးကိုဘာဖြစ်အောင်ပြောင်းတယ်ဥယျင်ကြီးဖြစ်အောင်ပြောင်းတယ်မြန်ပြော9ရက်ပြည့်သွား9ရက်ပြည့်တော့ပြိဿရေပုံနာကြီးသူ့ကိုယ်သူငုတ်တုတ်ထိုင်ပြီးတော့စောင့်နေတဲ့သေဖို့ပြောပါဖြစ်ဖို့9ရက်ကျော်သွား10ရက်ထဲဝင်သွားပုံနာကြီးသူ့အသားသူဆွတ်စိတ်ကြည့်တယ်ဟာငါမသိသေးဘူးပဲသူတို့ရဲ့ဘေးရင်နက္ခတာယာကြည့်လိုက်တော့လေ9ရက်ပြည့်သေးမှာဘုံတော်ကြီးတွေတွက်တာလေ9ရက်ပြည့်သေးမှာဘုရားရှင်ကိုရောမြတ်သဗ္ဗညုတညံနဲ့ကြည်တာလေဘယ်နှရက်ပြည့်သေးမှာအခု9ရက်ပြည့်လို့10ရက်မြောက်ဝင်ပြီပြိဿရေပုံနာကြီးသေးလားပုံနာကြီးသေးလားအဲ့ဒါပုံနာကြီးမယုံဘူးမိမလို့သူပုံနေမကြီးခေါ်တယ်ဟဲ့ငါလာရိုက်ကြည့်စမ်းကောင်းမငါသိမြတ်တယ်မသိပါဘူးတော့မသိငါမယုံသေးဘူး10ရက်ပြည့်တဲ့နေ့ထိသူစောင့်ကြည့်တယ်မသိဘူး9ရက်မြောက်မသိဘူး10ရက်မြောက်မသိဘူးအဲ့ဒါနဲ့ပြိဿရေဝမ်းမြောက်ဝမ်းသာတွေဖြစ်ပြီးတော့ငါမသိဘူးကွာငါမသိဘူးကွာအလကားပဲငါတို့ရဲ့ဘေးရင်ရရရပုံနာတို့တက်အပ်တဲ့ဘေးရင်ပညာလေးပဲအလကားပဲမမှန်ဘူးသိမဲ့မြင်ပြီးမသိလို့ဘုံတော်တွေတွက်တာလဲဘာပညာတရားမှမမှန်ဘူးဩသာဝတိပြေမောစီတဝန်ကြောင့်တရင်သုံးနေတဲ့ရှင်တော်ဂေါရမဗုဒ္ဓလည်းပဲသဗ္ဗညုတညံနဲ့ကြည့်ပြီးတော့ငါ9ရက်ပြည့်သိမယ်တဲ့အခုငါမသိဘူးသူလည်းမမှန်ဘူးပုံနာကြီးပုံနာတွေတက်တဲ့ပြိဿရေဘေးရင်လက္ခဏာလည်းမမှန်ဘူးတဲ့ဖယားရဲ့တရားလည်းမမှန်ဘူးတဲ့အဲ့ဒါနဲ့ဖယားရန်တွေးဖို့ကြောင်းသွားဂေါရမမြတ်စွာဘုရားတပည့်တော်ပုံနာကြီး9ရက်ပြည့်သေးမှလို့ရှင်ဘုရားကိုယ်တိုင်ဟောခဲ့တာဘုရားအမလေးရှင်ဘုရားကပြောလိုက်သေးတယ်သေပြီးတော့တဲ့မြောက်ပြင်းမတဲ့အခုမြောက်ပြဖို့နေသာဒီဘဝတော့မသေးဘူးဘုရားဘာဖြစ်လို့လဲမေးတဲ့အခါကျတော့မြတ်စွာဘုရားကပုံနာကြီးရဲ့အမေးကိုပြန်မဖြေသေးပဲနဲ့သူ့ကိုပြန်မေးတယ်ပုံနာကြီးတဲ့မင်းလွန်ခဲ့တဲ့9ရက်လုံးဘာလုပ်နေသလဲတဲ့မဟုတ်ဘူးဘုရားကတခွန်းနဲ့မေးတယ်9ရက်လုံးပြောဘာလုပ်နေသလဲပြန်ပြောပါဦးကျဲပြန်ပြောပါဦးအဲ့ဒါရေးကြည့်တာနော်အဲ့ဒါရေးကြည့်တာအဲ့ဒါလေးပြောခြင်းလို့ပတ်လာတာပုံနာကြီးအဲ့ဒီ9ရက်မင်းဘာလုပ်နေသလဲဩအရှင်ဘုရားကသိပြီးမြောက်ဖြစ်မယ်ဆိုတော့အဲ့ဒီဖြစ်မဲ့တော်တဲ့မြောက်ဖြစ်မဲ့တော်တဲ့သွားပြီးတော့တောနဲ့ကြီးကနေဘာကြီးတစ်ဖွဲဖြစ်သွား
အဲ့ဒီဥယျာဉ်နဲ့မင်းဘာတွေစိုက်တော့ဩရှင်ဘုရားရဲ့ဥယျာဉ်ဆိုမှတော့အရိယာသစ်ပင်တွေရှိမှာပေါ့စိုက်တယ်ဗျာအသေးစားသစ်ပင်တွေစိုက်တယ်ပန်းတွေစိုက်တယ်ဥယျာဉ်ကြီးတစ်ဝက်ပြုပြင်လို့တောက်ရည်တွေရအောင်ချိုးရည်တွေရအောင်သုံးရည်တွေရအောင်ရည်ရွယ်ရည်ကနေတိုးတယ်ဗျာပြီးတော့အသွားအလာတွေအစင်းပြေအောင်လမ်းတရားတွေစောက်လုပ်ပြုပြင်တယ်ဗျာဘုံသားကြီးလှုပ်တာနော်ဖခင်ကတခွန်းနဲ့မေးတာမင်းဘာလုပ်နေတယ်လဲပြန်ပြောပါဦးအဲ့တော့သူလှုပ်တာတွေဘုရားပြန်ပြောတော့ဘုရားကအဲ့ဒီမှာအပြေပေးတယ်မင်းလှုပ်ခဲ့တာမင်းရတာပြောကြည့်ပါဦးပြန်ပြောပါဦးမဟုတ်ဘင်းတို့လှုပ်ခဲ့တာတို့ပြန်ရမှာပြန်ပြောကြည့်ပါဦးမကြိုက်လဲလက်ခံရမှာကြိုက်လဲမကောင်းလဲကောင်းလဲဘယ်သူလုပ်ခဲ့တာဖြစ်လို့အဲ့ဒါပြိဿရဲ့တဘာဝဓမ္မပဲနိယာမပဲပြောင်းလဲသွားရုံထုံးစံအဲ့မှာဘုံသားကြီးကပြိဿရဲ့နားရှုပ်သွားတယ်မလဲမဝယ်ဖြစ်သွားတယ်ခေါင်းနဲ့မရှင်းဘူးမြတ်စွာဘုရားဂေါတမဗုဒ္ဓရှင်ဘုရားဘာတွေပြောနေတာလဲဗျာတပည့်တော်နားမလဲဘူးဗျာတပည့်တော်မေးတာဘာလို့မသေးတာလဲဘုံသားကြီးမင်းမသေးရာမသေးကြောင်းအသက်ရှည်ကြောင်းတရားတွေကိုထဲထဲဝင်ဝင်အင်းတိုင်းအားတိုင်းနဲ့အာကောင်းကောင်းနဲ့ကံကောင်းမြောက်ကံကောင်းပေါင်းများစွာကိုကောင်းကံတွေနဲ့မင်းကိုယ်တိုင်ဆက်ခဲလို့သဘောပေါက်လားဘယ်သူကိုယ်တိုင်ဆက်ခဲတာအဲ့တော့အသက်ရှည်ကြောင်းတရားတွေသူလှုပ်သွားတာတပင်ဆိုင်တာအသက်ရှည်ကြောင်းတပင်ကောင်းတော့သဘောပေါက်လားနောက်တကပြိဿရဲ့တပင်အလိုဆိုတာကြောင်းအလိုနဲ့တူသည်ရုက္ခမူလသေနာတနာဘုရားပြောတယ်တပင်အဝါတပင်အောက်ကြောင်းအဖြစ်နဲ့ယဟန်တွေတရင်သုံးကိုင်းသည်တပင်လူတာကတပင်အလိုသည်ကြောင်းအလိုနဲ့ထပ်တူမြသည်သဘောပေါက်လားသဘောပေါက်လားဟဲ့အဲ့ဒီကိုယ်တော်ရဲ့အကျိုးမင်းနောင်ဘဝမကိုပဲနဲ့ဒီဘဝမှာပဲအာကောင်းကောင်းနဲ့အကျိုးပေးတော့မင်းအသက်ရှိတယ်ပြောပါရှိလေအတိတ်ကကောင်းကံအားနေသွားမဲ့အချိန်မှာပိဿုပန်ကောင်းကံထပ်ပေါင်းလိုက်တော့ရိုင်နေတဲ့အိမ်လေးကိုပြိဿကြီးတွန်းမပြိုဘဲနဲ့ပြိုပါစေလို့ပြစ်မထားဘဲနဲ့ကြားလေးဖားလေးတောက်လေးဆင့်လေးခိုးလိုက်တော့စက်တီလားမတည်ဘူးလားတီလားမတည်ဘူးလားရိုင်နေတဲ့ဇာဦးလေးကိုပြိဿကြီးရိုင်ပါစေပြိုပါစေလို့လွတ်ထားရင်ပြိုသွားမှာပဲထောက်ပံ့မှုတွေများစွာပေးပြီးတော့ပြိဿကြီးအထောက်အပံ့လေးတွေလုပ်ပေးလိုက်ရင်ရိုင်းနေရင်တော့ရေရှည်သွားတယ်မဟုတ်လားဒါကြောင့်ကိုယ်တော်ဘာကြောင့်လောက်ရတာလဲလို့မေးရင်ပြိဿကြီးကောင်းကံနေပြောင်းမသွားစေဘူးကိုယ်တော်ဘာလို့လောက်ရတာလဲအတိတ်ကကောင်းကံနေဆက်လက်ပြီးတော့ပြစ္ဆုတ်ပါမှာလဲကောင်းကံနေဖြစ်အောင်အတိတ်ကကောင်းလို့အခုကောင်းတာအခုကောင်းမှနောက်နောင်ကောင်းမှပြောအခုကောင်းမှအဲ့ဒီမှာပြိဿရဲ့ပုံနာကြီးကသဘောပေါက်ပြီးတော့မြတ်စွာဘုရားတပည့်တော်နားလည်ပါပြီဗျာကံကံကြီးအကျိုးတွေကိုတပည့်တော်သဘောပေါက်နားလည်ယုံကြည်ပါပြီဗျာဒီကနေ့မှဇလို့တပည့်တော်ကိုဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံသုံးပါစောက်တည်ခံယူလို့ဥပဒကဗုဒ္ဓဘာသာဝင်အဖြစ်သတ်မှတ်တော်မူပါဗျာကံကံကြီးအကျိုးကိုယုံကြည်သွားပြောပါကျိုးကိုယုံကြည်သွားတာသူလှုပ်တာသူပြန်ရတာပဲတို့တွေလည်းတို့လှုပ်တာကိုလှုပ်တာပဲကိုရမယ်မဟုတ်ဘူးပြောကြည့်ပါဦးအားမရဘူးပြန်ပြောမယ်ဒီကနေ့မျက်မှောက်ပိဿုပန်လောကရနေသမျှဘယ်သူလှုပ်ခဲ့တာရနေသမျှလို့ပြောလိုက်တော့ပြိဿရဲ့ဒုဘဝမှာကောင်းတာတွေကြီးပဲရတာဟုတ်ရဲ့လားမကောင်းတာတွေလဲမကောင်းတာတွေရလို့ပြိဿရဲ့စိတ်မငြင်းနဲ့ဘယ်သူလှုပ်ခဲ့တာလဲ
ပြောပြောဘယ်လိုလုပ်ခဲ့တာလဲမကောင်းတာတွေမရခြင်းရင်ပြိဿရေမကောင်းတာတွေရစေတဲ့အလုပ်တွေကံတွေမဖြစ်အောင်တတိဆောင်ဆင်ញင်ပြီးတော့နေဒီလိုမဟုတ်လားကောင်းတာတွေဘဝမှာရနေတာလဲဘယ်လိုလုပ်ခဲ့တာလဲဘယ်သူမပြုဒါဆိုရင်ပြိဿရေဘဝမှာအစဉ်ပြေတာပဲဖြစ်ဖြစ်အစဉ်မပြေတာပဲဖြစ်ဖြစ်သူတစ်ပါးလက်ညှိုးထုတ်အပြစ်ဖို့နေဖို့လိုသေးလားဘဝအစဉ်ပြေတာလဲကိုကြောင့်အစဉ်မပြေတာလဲသဘောပေါက်လားအဲ့တော့ပြိဿရေကိုလောက်တာပဲကိုရမယ်ဘဝလောကကြီးရဲ့ဓမ္မတာပဲကိုလောက်တာပဲပြီးရင်နောက်နံပါတ်နဲ့စကားလုံးမှတ်မယ်ကိုယူတာပဲကိုရမယ်ပြောလောကထဲမှာအကောင်းဆိုးတွေရှိတယ်အကြောင်းကျိုးတွေရှိတယ်အပြုမဲတွေရှိတယ်အမိုက်တိုင်းတွေရှိသလိုတန်ဖိုးမြင့်တဲ့ပစ္စည်းတွေလည်းလောကများစွာရှိတယ်တဲ့ကိုကဘာယူတယ်လဲဆိုတာကိုယ်တိုင်သိဖို့လိုလားမလိုလားလောကထဲမှာပြားပရုံတွေရှိသလိုရင်ကောင်းတွေလည်းရှိတယ်ပြားပရုံငါပရိသတ်ရဲ့ပန်းဝန်းမောင်ယူတယ်ရင်ကောင်းကအညီအဟောက်တွေယူတယ်ငါဒီပြားပရုံလားရင်ကောင်းလားလို့ကိုသိရမယ်ကိုကြည့်ရဟုတ်လားဟဲ့ဈေးထဲသွားတယ်ပြားဝန်းမောင်အဲ့ဒီပြားပရုံနေလည်းပဲဈေးထဲရောက်သွားရင်ကောင်းလည်းပဲဈေးထဲကိုရောက်သွားဈေးထဲမှာပန်းတန်းလည်းရှိတယ်ငစိမ့်တန်းလည်းရှိလားမရှိဘူးလားပန်းတန်းကရှိကပဲဖြစ်ဖြစ်ငစိမ့်တန်းကရှိကပဲဖြစ်ဖြစ်ရင်ကောင်းကောပြားပရုံကောအဲ့ဒီပန်းတန်းကောငစိမ့်တန်းကောကြော်ဖြတ်သွားမှာပဲဒါပေမဲ့ပြိဿရေပြားပရုံကြတော့သူဒီပန်းဝမုံရှာတာယူမှဖြစ်တဲ့အတွက်ကြောင့်ပန်းတန်းစီရောက်အောင်သွားတယ်ဘယ်စီရောက်အောင်သွားသဘောပေါက်လားငါစိန်နံကိုအရင်တွေးရင်တော့မှသူကြော်လွှားပြီးတော့သွားတယ်ကိုယ်ကွင်းရှောင်ပြီးတော့သူသွားတယ်သူလိုချင်တာပန်းဝမောသူလိုချင်တာပါလေသူယူမှာပန်းဝမောရင်ကောင်လည်းပြိဿရေဈေးထဲရောက်ပန်းတန်းတွေးမှာပဲတဲ့ဒါပေမဲ့ရင်ကောင်ကပန်းတန်းကိုကြော်သွားတယ်ကိုယ်ကွင်းရှောင်တိမ်ပြီးတော့သွားတယ်ဘယ်ရောက်အောင်ငစိမ့်တန်းရောက်အောင်ပြောဘယ်ရောက်အောင်ဘာယူမှာအညီအဟောက်ပြောပါလေဒါဆိုရင်ဒီလောကကြီးမှာပြိဿရေအညီအဟောက်တွေလည်းရှိမယ်ပန်းဝမုံတွေလည်းရှိမယ်သဘောပေါက်လားအဲ့တော့တွေ့တိုင်းကိုရမှာမဟုတ်ဘူးတွေ့ပေမဲ့ကိုယူမှရမှာဟုတ်လားဟဲ့တွေ့ပေမဲ့လောကထဲနေလောကရှိတာတွေတော့အကုန်တွေ့မှာပဲကောင်းတာတွေနဲ့လည်းတွေ့မယ်မကောင်းတာတွေနဲ့လည်းတွေ့မယ်အညီအဟောက်တွေနဲ့လည်းတွေ့မယ်ပြိဿရေပန်းဝမုံတွေနဲ့လည်းကိုဘာယူမှလဲကိုမေးနော်သူ့ကြောင့်ငါမှတောကတွေဖြစ်နေလဲအဲ့ဒါသူ့ကြောင့်ငါစိတ်ဆင်းရဲမဟုတ်ဘူးသူ့ကြောင့်မဟုတ်ဘူးကိုကြောင့်သူဘလောက်ပေးကိုမယူရင်ကိုမကောင်းအပြင်းပြောသပုတ်လေလွင့်အတင်းတွေတောင်းပြီးတော့ပြိဿရေပုတ်ချနေပေမဲ့ကိုမယူရင်ပြောကိုမယူရင်မြတ်စွာဘုရားလက်ထက်တော့ငါပုံနာကြီးတူစောစောကလိုပဲတဲ့ဗုဒ္ဓအပဒနာဓမေအပဒနာသံဃေအပဒနာမိစ္ဆာဒိဋ္ဌိကအဲ့ဒီပုံနာကြီးယရဏသုံးပါးမကိုကွယ်ဘူးတဲ့အယူဝါဒဖောက်ပြန်လွဲမှားနေတဲ့မဟုတ်ကြကစားလဲသွားထောင်းယတိဥဒ္ဓတွေကမှန်ဖောက်ပြန်တော့လဲတွေလည်းအစင်မပြေဘူးသိဏ္ဏနေအထွတ်နှုံးတွေကြာပြီးတော့လဲသမားပုံနာကြီးစိတ်ညစ်လဲသာထွန်နေရတာစိတ်မပါဘူးစီးပွားရေးစင်မပြေတော့စိတ်ညစ်ညစ်နဲ့လဲထွန်နေတဲ့အချိန်ကြမှာစောစောစီးစီးလဲကစင်းလူရိတ်တစ်ခုလှမ်းတွေ့လို့လှမ်းကြည့်လိုက်တော့အမလေးကတုံးကြီးနဲ့ခွက်မဲကြီးလက်ဆွဲပြီးတော့နေတကအိမ်လက်တောင်ရန်စားတော့နေတဲ့ရှင်ကြီးဂေါတမဖယားကိုခွက်မဲကြီးလက်ဆွဲလို့တဲ့
ဘာမဲကြီးဘာဆွဲလို့အဲ့ဒါဘာပြောတပိတ်မော့လားမဟုတ်ဘူးရေဘာပြောတာတပိတ်ပိုက်ထားတာကိုခွန်မကြီးလက်ဆွဲကရုံးကြီးနဲ့လှုပ်ရှားကင်စားရမှာပြင်းလို့ဆိုပြီးတော့သင်္ကန်းဝတ်လိုက်တောင်းစားနေတဲ့တရောင်းသားခေါရမတဲ့တို့ဘုရားနဲ့တန်ဃာတွေကိုဘာစားတဲ့ဘုန်းကြီးနေရဟန်းတန်ဃာတွေဆုံးခံထွက်တာပြိဿကြီးတောင်းစားတာဟုတ်လို့လားတောင်းတာတော့တောင်းတာပေါ့တောင်းတယ်ပြောကောင်းမလားတော့ပေါ့လားအဲ့တော့သာသနာမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကဒီလိုပြောတာဘုရားလက်ထက်တရားပြောတာပါပဲဒီကိဒီကပို့လို့ပြောလားမပြောဘူးလားမလီအချောင်းနေအချောင်းစားအချောင်းနေအချောင်းစားအလုတ်လောက်ရမှာပြင်းပြီးတော့သူတော်ဘာလူတာအချောင်းစားနေတဲ့ကရုံတွေလို့အပြောခံရလားမခံရလားအပြောခံရလားမခံဘူးလားမဟုတ်ပင်မဟုတ်အပြောခံရသေးလားဘလောက်ပြောဘလောက်ပေးမယူရင်မရပါဘူးဒါလေးလည်းသိဖို့လိုလားမလိုဘူးလားအဲ့ဒါမသိရင်တော့ခံစားနေမှာခံစားနေရင်တော့ဆုံးမမဟုတ်တော့ဘူးပြောရလိုက်လေချင်းတို့မလီနားလည်းမပိကြတာတို့နဲ့ပြိဿရေဆုံးမလားမဆုံးဘူးအဲ့ဒါဂေါရမမြတ်စွာဘုရားကပြိဿရေတပိတ်ပိုက်ပြီးတော့ဘုန်းကြီးရဲ့လေကစင်းလာအလူခံတယ်ပေါ့စွန့်ခံရက်တယ်ပေါ့ဗျာမြန်ပြောဘုန်းကြီးကျွတ်ချိန်ကြတော့ဘုရားကလာကဲတာနော်ကိုယ်ဘာသာလည်းမဟုတ်ဘူးကိုယ်တကားလည်းမဟုတ်ဘူးရင်းနေတဲ့တကားလည်းမဟုတ်ဘူးသို့တော့အချိန်ကျလို့ကျွတ်တန်းဝင်တော့မယ်ဟေ့ဆိုရင်ဘုရားရှင်တို့မြည်သည်ကဲလားမကဲဘူးလားဒါကြောင့်မဟာကရုဏာရှင်လို့ဒီလိုပြောတာဗျဒီလိုသုံးနာဗျထိုက်တန်တယ်နော်ဟုတ်ပြီမြတ်စွာဘုရားမဟာကရုဏာရှင်လို့ပြောတာမထိုက်တန်ဘူးလားမလေးလိုတော့လိုသေးနော်ကြည့်လိုက်လေကိုတကားလည်းမဟုတ်ဘူးကိုစရာလည်းမဟုတ်ဘူးရင်းနေတဲ့တကားလည်းမဟုတ်ဘူးလှူဒန်းနေတဲ့တကားလည်းမဟုတ်ဘူးဘာသာဝင်လည်းမဟုတ်ဘူးသွားနဲ့သူနေပါစေပေါ့ကြည့်လိုက်ကြတယ်ဝင်နေဆိုလက်တော်ကြည့်မှာမဟုတ်ဘူးအေးလေဒါကြောင့်မို့လဲဒါဖြစ်နေတာကိုဟိုကဖယားလေတခြားလားဖယားလားအဲ့ဒါကစင်းရိုးရက်နေတယ်ဘုံသားကြီးမမြင်အောင်ဆောင်လူတွေစီးပွားရေးမကောင်းတဲ့ထဲကွာရာသီဥတုတွေဖောက်ပြန်ပြီးတော့သီးနှံတွေမထွက်ရတဲ့အထဲဒီမှာလှုပ်စားကင်စားလို့မှအစင်မပြေပါဘူးဆိုမှလိုက်တောင်းနေတဲ့ဂေါရမကကစင်းကိုရောက်နေပြီဘာလာလို့ပြန်လဲမသိဘူးပါဇက်ကတတုပြောလေတွေထွန်းနွားတွေရိုက်ဖယားမကျင်တဲ့လေနွားကိုရိုက်လေပဲဖယားဆဲခြင်းနဲ့မဆဲရဘူးဓာတ်ရိုက်ဆဲလို့မဖြစ်ဘူးနွားငါနဲ့ကြိုက်တော့ဒီလိုနေမှာပေါ့မျက်လုံးနဲ့မြင်ကြည့်တာအဲ့ဒါနဲ့ပြိဿရေဘုရားကလည်းပဲအဲ့ဒါကစင်းရုပ်ပေါ်မတ်တရပြီးတော့မေတ္တာပွားမေတ္တာပို့ကစင်းရုပ်ပေါ်မတ်တရနေတဲ့အချိန်ဘုံသားကြီးမတုံမလုံမသိမသာတော့ဘုရားကနည်းနည်းလေးရှိထက်တိုးတယ်ကစင်းရုပ်အလေကောင်လောက်ရောက်တပြေးပြေးနဲ့ကစင်းတောက်မှာပေါက်နေတဲ့တစ်ပင်အောက်မှာဘုရားတရင်သုံးတယ်တဲ့အဲ့ဒီအချိန်မှာဘုံသားကြီးကပိုလို့စိတ်တွေတိုးလာတယ်ဒေါသတွေထွက်လာလိုက်ကန်းစုံမသိတဲ့ဂေါရမကြီးအရေးမလောက်လည်းမပြန်ဘူးကွာအဖမလောက်လည်းမပြန်ဘူးပေကပ်ပြီးတော့နေတယ်ဘာလာလောက်တာလဲငါကစင်းတောက်လာပြီအဲ့ဒါပြိဿရေစိတ်ထဲကနေကြိတ်ဆဲတာအာမရလို့ထုံထုံနဲ့နွားကိုလက်လွတ်ပြီးတော့ဖျားရှိသွားဂေါရမကြီးမင်းအရေးမလောက်အဖမလောက်ဒီဘာလာလောက်တာလဲပြန်ဖျားနှင်ထုတ်တယ်ပြိဿရေဖျားကိုဘာလောက်ဒီလေကျေတဝိနာဆိုရင်တပိတ်နဲ့ရိုက်ပါဟုတ်လားအဲ့တော့ဘုရားကတော့မြတ်စက္ကုံတရေချမ်းပြီးတော့ပြိဿကြီးမေတ္တာပဲပွားတယ်တဲ့ကြည်စမ်းမာကရုဏာရှင်ဘလောက်ပူဇော်ထိုက်တယ်လေကိုနှင်ထုတ်ကြိမ်မောင်ဆဲဆူနေတဲ့လူရှိမှဘာပွားနေတာပြောဘာပွားနေတာတဲတဲ့သူကိုမေတ္တာပွားတာလားကိုဆဲဆူနေတဲ့သူကိုမေတ္တာပွားတာလားမဟုတ်ဘူးတို့မိသားစုတွေကိုလာဆဲနေတဲ့သူကိုမေတ္တာပွားနိုင်ပါမလားသာဓုဟုတ်တယ်လေရှင်းပဲမပွားနိုင်ပါဟုတ်တယ်ကိုမှမကောင်းတဲ့လူပေါ်မှာကိုကပြိဿရေကောင်းနိုင်ပါမလားကြောက်စီဟိုက်ကြောက်လိုက်တာ
ဟုတ်တယ်တချို့တို့မကြီးတွေကပြောတယ်ရှင်ဗျာတဲ့တပည့်တော်ကတပည့်တော်ပေါ့ကောင်းလို့တော့ဆယ်စားပြန်ကောင်းတယ်ဗျာတဲ့အမေဆယ်စားတဲ့တပည့်တော်ပေါ်တာမကောင်းလို့တော့မကောင်းလို့တော့လားတဲ့အမလေးတပည့်တော်ကဆယ်စားပြန်ရုပ်တက်တယ်ဗျာတဲ့သူကြည့်ပြီးကိုယ်ကစသိနေထားတာအဲ့တော့ရောင်းသူဝယ်သူအဲ့ဒါပြိဿကြီးသူတော်ကောင်းမဟုတ်ဘူးတဲ့လူလိမ္မာပြောပါလေဟဲ့လူတော်ကောင်းလားလူလိမ္မာလားလောကလည်းမှာလိမ္မာပန်းတဲ့လူအစစ်ပဲရှိတယ်တဲ့သူတော်ကောင်းမဟုတ်ဘူးတဲ့ဘာကောင်းမဟုတ်ဘူးတဲ့သူတော်ကောင်းဆိုတာပြိဿကြီးသူတော်မတော်ကိုကတော်အောင်နေရမှာသူကောင်းကောင်းမကောင်းကောင်းကိုကဘလို့နေရမှာသဘောပေါက်လားအဲ့ဒါပြိဿရေပုံနာကြီးဘုရားကိုဆဲဆိုကြိတ်မောင်နေတော့ဘုရားကတုံနေပါဝေနမေတ္တာပွားပြီးတော့ညင်တယ်ဒီလောက်တောက်တခေါင်းခေါင်းနဲ့ငါရီနဲ့ဂိုင်တုပ်ဆဲဆိုကြိတ်မောင်နေလဲမော်တော်မကြီးမျက်လုံးတော်ဖွင့်မကြည့်ပဲနဲ့ရံပြန်လှုပ်ဖို့နေတာပုံနာကြီးထင်တာကသူရံလှုပ်ရင်ဟိုကဘုရားကရံပြန်လှုပ်မှာပုံနာကြီးဒီလိုတွေးထားတာလောကလူအများစုကဒီလိုပဲမို့လားသူတခုံးကိုတခုံးပဲမို့လားသူပါရရင်ကြောက်စရာကြီးအဲ့ဒါလိုပုံနှန်းကြီးတွေးထားပေမဲ့မြတ်စွာဘုရားကမေတ္တာပွားပြီးတော့တုံဒီပါဝေနထိုင်တရင်သုံးငြိမ့်နေတော်မူတော့ပြိဿကြီးတစ်ဖက်ကငြိမ့်နေလေလေဒီဘက်တစ်ဖက်ကဘာဖြစ်နေလေပိုဆိုးမလားဘူးလားသူနဲ့ကိုယ်နဲ့အပြန်လည်ပြောဆိုရံဖြစ်နေရရင်သာမသိတာတစ်ဖက်ကသာကိုပြောလေဥမာဆိုကြပါစို့ဒကာကြီးတို့ဓမ္မကြီးတို့လင်မယားနှစ်ယောက်ရံဖြစ်ယောက်ျားလောက်တဲ့ပုဂ္ဂိုလ်မယားလောက်တဲ့ဓမ္မကြီးတွေကအိမ်မှာနော်တိုးနဲ့ပြောဆိုနေလို့ဒကာကြီးကဘာမှပြန်မပြောဘဲနဲ့ငြိမ့်နေရင်ဒကာမကြီးတွေကငြိမ့်သွားတာလားပို့ဆိုးလာတာလားနင်ငါ့ကိုပြန်မပြောအောင်နင်ငါ့ကိုဂယုမဆိုင်တာလားဟောပြန်မပြောရင်ဂယုမဆိုင်တာလားပြန်မပြောရင်ပါလေပြန်ပြောတော့နင်ကဘယ်သူအာကိုနဲ့ငါပြန်ပြောနေတာတော့ဟောပြန်ပြောတော့ဘလို့နေဘလို့ပြန်ပြောရင်လည်းပြန်ပြောလို့ပြန်မပြောရတော့လေပြိတ္တရေသူတို့ကပို့ဆိုးလားမဆိုးဘူးလားအဲ့ဒါပုံနာကြီးကဘုရားကငြိမ်နေလေပုံနာကြီးပို့ဆိုးလာနေပဲနောက်ဆုံးတော့ပြိတ္တရေမြန်ပြောဗဇက်နဲ့ဆဲဆိုလို့မရလို့အာမရလို့ခဲနဲ့ထုတယ်ပေါက်တယ်ခဲနဲ့ပါလုပ်လဲနောက်ဆုံးတော့ပြိတ္တရေမကြောက်မနာတာဘုရားကိုတတွေးနဲ့ပါထွေးတာတဲ့ဘာနဲ့ပါထွေးတာအမလေးရက်စားလိုက်တဲ့ပုံနာကြီးတို့ဘုရားရှင်ကိုရောမြတ်သူကိုကဲမချေချွတ်ဖို့ကြွသွားတာကိုဘာနဲ့ပါထွေးထုတ်တာတဲ့မလေးအနောက်ကမြန်ကျလဲကျေဝင်းတို့ပါလို့ရတော့လားထုံတုံးစာသူ့ကောင်းရောက်တာပေါ့ကိုယ်စိတ်နဲ့ကိုယ်နိုင်ပြောတာပါဟုတ်လားဟဲ့အဲ့တော့ပြိတ္တရေအဲ့ဒါလောက်ဘုရားကိုကြိမ်မောင်ပုတ်ခတ်စော်ကားပြီးတော့ရန်နေအလေးလေးအလားလားလုပ်နေပေမဲ့ဘုရားကငြိမ်သက်တော်မူပြီးတော့မေတ္တာပွားနေတော့ပုံနာကြီးပင်မပြီးတော့ဘုရားရှိပြိတ္တရေထိုင်ရသဖြစ်သွားတယ်ကြာတော့ရံမလုံးနိုင်တော့အဲ့ဒါမြတ်စွာဘုရားကိုပုံနာကြီးကမေးဂေါရမကြီးဒါလောက်မင်းကရံနေလုံနေတာကွယ်မင်းနည်းနည်းပါးပါးလဲရံပြန်လောက်ပါအောင်လားရံလောက်တဲ့သူကသူ့ကိုရံပြန်လောက်မှကျင်တတ်တာရံလောက်တဲ့သူကသူ့ကိုရံပြန်လောက်မှကျင်တတ်တာအဲ့တော့ငါနည်းနည်းပါးပါးအရေးလောက်အပတ်လောက်ပြီးတော့ရံပြန်လောက်ပါအောင်လားကောင်းပြီဆိုရင်ပြန်ပြောပါအောင်လားအဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကပုံနာကြီးတဲ့မင်းကတခုပြောမယ်မင်းကတခုမေးမယ်ပုံနာကြီးကနေငါဘုရားတန်လက်ဆောင်ပန္နာပစ္စည်းတစ်ခုလူကြုံနဲ့ပို့ခိုင်းတယ်ဆိုပါတော့ဒီခေတ်စကားနဲ့ပြောရင် delivery ပေါ့အဲ့ဒီပို့ခိုင်းလိုက်တဲ့ပစ္စည်းလက်ဆောင်ပန္နာတစ်ခုကိုငါဘုရားကမလိုချင်လို့လက်မခံလို့မယူဘူးလို့ညင်းလိုက်ရင်မင်းပို့ခိုင်းတဲ့ပစ္စည်းဘယ်သူထံပြန်ရောက်မလဲအဲ့တော့ပုံနာကြီးကဘာပြောအိုးဂေါရမရေငါရှိပြန်ရောက်မှာပေါ့တဲ့ဒီလိုပဲမင်းဒီတမနှလုံးပေးနေတဲ့အရာမှန်သမျှငါမယူဘူးတဲ့ဗါတယ်လေအရာမှန်သမျှ
ငါမယူဘူးယူမရတာပုံနာကြီးတဲ့ဒီလောကမှာယူမရတာတဲ့ပြိဿရေပြောပါယူမဘာဖြစ်တာမယူရင်အဲ့တော့မဟုတ်ဘူးမိသားစုများတို့တွေတနေ့တနေ့ဟောဒီလောကလည်းကျင်းလေကျက်စားသွားလာလောက်ကင်စားတော့နေတဲ့အချိန်မှာကိုယ်တော်တွေဘလောက်များများယူမအကုသိုလ်တွေဘလောက်ပေါ်ပေါ်ယူမတောကပရိဒေဝစိတ်နှလုံးမသားမယာအကြောင်းတရားတွေလောကအလဲဘလောက်များများယူမမယူရင်အဲ့ဒီမှာပုံနာကြီးတရားသဘောပေါက်ဒုတုတ်ပြီးတော့ဘုရားဓမ္မဗုဒ္ဓံတရဏံကိစ္စမိကံကံရဲ့ကျိုးယုံကြည်ဘုရားတပည့်တရဏဂုံသုံးပါကိုယ်ွယ်စောင့်တည်ဗုဒ္ဓဘာသာဖြင့်မှတ်တော်မူပါဗျာယူမရတာပုံနာကြီးတဲ့ဘုရားဇက်ကဘုရားတရားကအင်မတန်ရိုးရှင်းတယ်နော်မဟုတ်ဘင်းရဲ့ဘုရားဟောလိုက်တဲ့တရားလေးစကားတခွန်းလေးပါတယ်လေယူမရတာပြန်ပြောပါဦးဒါကြောင့်ပြိဿရဲ့အဲ့ဒီစကားကိုယူတာပဲကိုရမှာပြန်ပြောပထမစကားကကိုလှုပ်ခဲ့တာကိုရမှာဒုတိယစကားကကိုယူတာပဲကိုရမှာအဲ့တော့အတိတ်ကကောင်းကံတွေယူလာတဲ့အတွက်ကြောင့်ပစ္စုပန်မှာဘုရားသာသနာလူလောကလူဘဝတရှိကျမ်းမှာစွာကောင်းမှုလုပ်ခွင့်ရှိစွာနဲ့ကံကံရဲ့ကျိုးယုံကြည်တဲ့တရားတရားကောင်းမှုကောင်းမှုတွေကုသိုလ်တွေအကုသိုလ်တွေဓမ္မအဓမ္မတွေကောင်းတာဆိုတာတွေအကြောင်းအကျိုးတွေအမှန်အမှန်တွေသိတဲ့အသိဉာဏ်တွေရှိစွာနဲ့ကံကောင်းနေကြတဲ့ဒုမိသားစုတွေအဲ့ဒီကောင်းကံတွေပြောင်းမသွားအောင်ဘာနဲ့စမ်းမယ်ကုသိုလ်နဲ့စမ်းမယ်ပြောဘာနဲ့စမ်းမယ်ပြောဘာနဲ့စမ်းမယ်အဲ့ဒီကုသိုလ်တွေနဲ့ကောင်းကံတွေကိုဆက်လို့ဘဝတတတလုံးကောင်းကံတွေရဲ့အကျိုးတရားခံစားဘဝတန္တရာဓမ္မလုံးခရီးမှာလည်းကောင်းကံတွေရဲ့အကျိုးတရားကပြိဿရဲ့အပေါ်လားအောက်လားအပေါ်ပဲ30ဘောအပေါ်လားအောက်လားအဲ့တော့ကံကပဲစီမံပြီးတော့တန္တရာခရီးပို့ပြီးမှာနော်ဘာကပို့ပြီးမှာကံကကိုယ်ကံကတန္တရာပို့ပြီးမှာအနောက်ကမိသားစုဆွေမျိုးညီကောင်မောင်နှမချစ်သူခင်သူတွေကကိုယ့်ကိုသုတ်တန်ထိပို့ပြီးမှဟောချစ်သူခင်သူဆွေမျိုးမိသားစုညီကောင်မောင်နှမတိုင်ဝိုင်းအပေါင်းအသင်းတွေအလုံးကကိုယ့်ကိုဘယ်ထိပို့ပြီးမှသုတ်တန်ဟောဘက်ပါသေးလားလိုက်သေးလားလိုက်လို့လဲခေါ်လို့လဲဘယ်နှယောက်တည်းသွားရမှာဒါဆိုရင်တန္တရာလက္ခဏီဘုံဘဝတွေကိုဘယ်သူကပို့ပေးမှာကိုယ်ကံကပို့ပေးမှာပြောကိုယ်ကံကဘယ်ကိုပို့မှာတန္တရာကိုယ်ကံကဘယ်ကိုပို့မှာမိသားစုတွေကသုတ်တန်ဟုတ်လားဒီမှာမိသားစုတွေကတော့ပြိဿယနိဗ္ဗာန်ရင်လေးနဲ့ကြာရဏအလဆင်ပန်းခွေတွေဘာတွေနဲ့ပို့မှာပေါ့ဟိုဘက်ရောက်တော့တယောက်တည်းမဟုတ်လားအဖော်ပါသေးလားဘဇူကဘဇူကိုအားကိုပြောဘဇူကဘဇူကိုအားကိုဆိုတော့လေပြိဿယကိုလုတ်ခဲ့တဲ့ကံတွေကိုပဲကိုအားကိုမှာအဲ့ဒီကိုလုတ်ခဲ့တဲ့ကံတိုင်းမှာပြိဿယအသိဉာဏ်တွေလည်းပါဖို့လိုလားမလိုဘူးလားကုသိုလ်လုံတိုင်းအသိဉာဏ်ပေါင်းပြောကုသိုလ်လုံတိုင်းအသိဉာဏ်ပေါင်းအသိဉာဏ်ပါတဲ့ကုသိုလ်လုံးပါတဲ့ကုသိုလ်ဘုရားရှိခိုးလည်းအသိဉာဏ်ပါတဲ့ဘုရားရှိခိုးမျိုးဘာလို့ခြင်းလို့မှမဟုတ်ဘူးရရခြေတာလည်းမဟုတ်ဘူးဟုတ်လားရှိခိုးထိုက်ပူဇော်ထိုက်လို့ကိုရှိခိုးတယ်ပူဇော်တယ်ဆိုတဲ့အသိဉာဏ်သဘောပေါက်လားသဘောပေါက်လားကုသိုလ်လုပ်တဲ့အခါမှာလည်းပြိဿရေဒါနလုပ်တယ်လုပ်တဲ့လုပ်တိုင်းလို့ကိုလုပ်တယ်ဆိုတဲ့အသိဉာဏ်ကြောက်လို့လုပ်တာမဟုတ်ဘူးမကောင်းတယ်လို့လုပ်တာမဟုတ်ဘူးကြောက်လို့လုပ်တာမကောင်းတယ်လို့လုပ်တဲ့ဟာပြိဿရေအဲ့ဒါအသိဉာဏ်မဲ့သောကုသိုလ်ပြောပါမယ်တော့တချို့ရှိတယ်မဟုတ်လားရရခြေပြီးတော့အလူဒါနတွေလုပ်တာရှိလားမရှိဘူးလားအသိဉာဏ်မဲ့ပြောပါမယ်တဲ့
အဲ့ဒီအသိဉာဏ်မဲ့တဲ့ကုသိုလ်တွေကပြိတ္တိဘဝမှာကောင်းကျိုးတော်ပေးပါရဲ့ဒါပေမဲ့အပြည့်အဝမရဘူးတဲ့ဘာမရဘူးလဲပါရမီထိုက်တဲ့ကုသိုလ်မဖြစ်ဘူးတဲ့သဘောပေါက်လားဒါကြောင့်မလို့ပြိတ္တိရေဘဝမှာကုသိုလ်ကောင်းမှုလုပ်ရတယ်ဆိုတာကောင်းကံတွေပြောင်းမသွားအောင်မလုပ်ရမယ်ပြောပါလို့ရမယ်သဘောပေါက်လားကုသိုလ်နဲ့သာဘဝမှာသက်ရှင်မှာကိုကုသိုလ်နဲ့ကိုနေပါကိုကုသိုလ်ကသာကိုဘဝကိုကောင်းအောင်မြင့်အောင်ပြုပြင်ပေးမှာပံ့ပိုးပေးမှာရောက်အောင်ပို့ပေးမှာမိဘမပေးနိုင်တဲ့ချမ်းသာကုသိုလ်ကပေးသည်ဆရာတွေမပေးနိုင်တဲ့ချမ်းသာမျိုးကုသိုလ်ကပေးသည်ချစ်သူခင်သူအပေါင်းသည်မပေးနိုင်တဲ့ချမ်းသာမျိုးကိုဘုရားကပေးသည်ကုသိုလ်ကပေးသည်ဒါကြောင့်ရှင်းလူကြီးသူမတွေပြောခဲ့တဲ့ကောင်းမှုတစ်ခုနေ့စဉ်ပြုပြောကြည့်ပါဦးကောင်းမှုတစ်ခုနေ့တိုင်းမှာဘာတွေရှိရမလဲကုသိုလ်ကောင်းမှုပြောနေ့တိုင်းကုသိုလ်မရှိဘဲနဲ့တဏိတာမကုန်စေနဲ့ဟုတ်လားဟဲ့အနည်းဆုံးတော့ပြိတ္တရေနမောတသဗ္ဗဂဝါတော်ရလာမရဘူးလားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိမရဘူးလားဘာသုံးပါတရဏဂုံသုံးပါပြောပါသုံးပါအဲ့ဒါကိုပြိတ္တရေတချို့ပညာရှိစရောဘုရားကြီးများကပြောခဲ့တဲ့သဝေမပါသုံးဂါထာပြောပါလေသဝေမပါပြန်ပြောအဲ့ဒီသဝေမပါသုံးဂါထာကိုပြိတ္တရေဆိုကြည့်အောင်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံသံဃံတရဏံသဝေထိုးပါလားမပါဘူးသဝေထိုးတစ်လုံးမှမပါတဲ့စာကြောင်း၃ကြောင်း၃ဂါထာမို့လို့ပြိတ္တရေဘာမှပါ၃ဂါထာအမြဲတမ်းပွားအမြဲတမ်းရုပ်အမြဲတမ်းတည်ဟုတ်လားအန္တရာယ်ကင်းတဲ့ရန်ဆွဲရှင်းတယ်ကိုလှုပ်တဲ့ကိုယ်တော်ကိုပြန်လဲပြီးတော့ကောင်းကျိုးပေးမှာသဘောပေါက်တယ်နော်အဲ့တော့တာရကတွေလည်းများစွာထုတ်ပြလို့ဒီမိသားစုတွေကောင်းမှုကိုယ်တော်ဟာလှုပ်တဲ့လောက်အကျိုးမနေဘူးဆိုတာကိုလည်းသိစေချင်တာကိုယ်တော်ကောင်းမှုဆိုတာလှုပ်လေလေကောင်းလေပဲအဲ့တော့စัญญင်ဘတ်တွေအကုသိုလ်ကြတော့ရှောင်နိုင်လေလေကောင်းလေပဲအဲ့တော့ဘဝမှာပြိတ္တရေတရားသိမ်းတော့ပါမယ်တရားသိမ်းပါတော့မယ်တရားမသိမ်းခင်မှာမနေ့ပြန်ကြွားရောက်ပြီးတော့ဟောကြားချင်းမြင့်မြတ်မနာဘာဓာယီကိုရိယာဆရာတော်နောင်တော်ရဲ့မှတ်သားစရာဒသနစကားလက်ဆောင်လေးအလုံးမှတ်မယ်နော်ဘဝမှာအစဉ်ပြေနေရင်တတိထားဘဝမှာအစဉ်ပြေနေရင်တတိထားအစဉ်ပြေနေရင်ဘာထားရလူတွေဟာပြိတ္တိဘဝမှာအရာရာအစဉ်ပြေနေရင်တတိလွတ်ပြီးတော့မန်တက်တယ်တဲ့ဘာတက်တယ်မန်တက်ရင်မာနကအကုသိုလ်မကောင်းကျိုးပြီးတဲ့အခါကျတော့အဲ့ဒီအစဉ်ပြေမှုမှန်သမျှတွေဟာအကုန်လုံးလွဲချော်ပြီးတော့ကမောက်ကမတွေနဲ့ဘဝမှာအစဉ်မပြေခြင်းတွေပြန်လာတတ်တယ်တဲ့တတိလွတ်သွားရင်ပြောပါလွတ်သွားရင်ဒါဆိုရင်ဘဝမှာအစဉ်ပြေနေရင်တတိထားပြောပါထားနောက်နံပါတ်2ကအစဉ်မပြေရင်ကုသိုလ်ပွားပြောကြည့်ပါဦးအစဉ်မပြေရင်နံပါတ်1ကအစဉ်ပြေရင်တတိထားအစဉ်မပြေရင်ပြိတ္တရေဘဝမှာအစဉ်မပြေမှုတွေရှိလားမရှိဘူးလားအစဉ်မပြေခြင်းဟာကံကောင်းနေတာလားကံဆိုးနေတာလားကံဆိုးနေတယ်ဆိုမှတော့ပြိတ္တရေအဲ့ဒီကံကိုကောင်းအောင်ပြင်ဖို့ပဲမို့လားကံကိုကောင်းအောင်ပြင်ဖို့ကတခြားရှိတာလားကုသိုလ်ပဲရှိတာလားကုသိုလ်လုပ်ခြင်းဖြင့်ကိုယ့်ရဲ့ကံတွေကိုကိုကောင်းအောင်ပြင်ဖို့လိုလားမလိုဘူးလားဘယ်သူမှလိုက်မေးပြီးတော့ဘာရရမှချင်းနေစရာမလိုဘူးကိုယ်ကံကိုပြန်ကြည့်
ကန်နေစောင်းနေတာကန်နေမကောင်းနေတာကိုလုံရက်တွေအပြောတွေအတွေးတွေကန်သုံးမှတစ်ခုခုလိုနေလို့ဆိုတာပြိဿရေသိလားမသိဘူးလားဒါကြောင့်မလို့အစင်မပြေရင်ဘာပွားဘဝမှာအစင်မပြေလေလေကုသိုလ်သာများများပွားဒုက္ခတွေ့လေလေကုသိုလ်များများလှုပ်လေလေသာဖြစ်အောင်လုပ်ဖြစ်အောင်နေဘာတရားနဲ့စင်ကျင်တုံတရားနဲ့ပြောပါတရားနဲ့ပြန်ပြောမယ်ဘဝမှာစင်ပြေရင်တရိတာအစင်မပြေရင်ကုသိုလ်ပွားအပြောင်းအလဲများတဲ့ဒီလောကမှာကိုယ်စိတ်ကိုဘလောင်ပလဲမဖြစ်အောင်တတိဆောင်ဒီလောကကြီးပါများအပြောင်းအလဲများတယ်ဒီလောကကြီးပါများလေအခုတမျိုးပြောအခုတမျိုးအပြောင်းအလဲများတဲ့ဒီလောကရဲ့အလဲမှာကိုယ်စိတ်တွေကိုဘလောင်ပလဲမဖြစ်အောင်တတိဆောင်စိတ်ကိုဘာမဖြစ်အောင်အဲ့တော့မှတ်သားစရာဘဝလိုက်နာစရာနောက်ဆုံးပြောခဲ့တဲ့ဒသနမှတ်သားစရာဓမ္မစကားလေး၃ချက်ဘဝမှာအစဉ်ပြေရင်အစဉ်မပြေရင်အပြောင်းလဲများတဲ့ဒီလောကမှာကိုယ်စိတ်ကိုဘလောင်ပလဲမဖြစ်အောင်တတိဆောင်မှတ်မိပြီလားမဟုတ်ဘင်းရဲ့မှတ်မိပြီလားပြောကြည့်ပါဦးအစဉ်ပြေရင်မညီမညာလေးပြောလို့ကျေးဇူးတင်တယ်ညီညီညာညာပြောနားထောင်မကောင်းဘူးလေအဲ့လိုလေးမညီမညာပြောမှနားထောင်လို့ကောင်းတာစောစောကဩဃာတဆိုတာပဲဒီဘက်ဘွဲကနိဗ္ဗာန်ရောက်နေဟိုးနောက်ကဘွဲအပယ်လေးပါမတတ်သေးဘူးရှေ့ဘွဲကတော့ရပါလို့ဘုရားတော်စုတော်တောင်းနေဟိုးနောက်ကကတ်သုံးပါကြော်တော့တို့မြန်မာလူမျိုးကအမြဲတမ်းညီညီညာညာလားမညီမညာလားပြန်ပြောမယ်တရားသိမ့်မာတော့မယ်ဘဝမှာအစဉ်ပြေရင်တတိထာအစဉ်မပြေရင်ကုသိုလ်ဘဝအပြောင်းလဲများတဲ့ဒီလောကမှာကိုယ်စိတ်ကိုဘလောင်ပလဲမဖြစ်အောင်တတိဆောင်မမိပြီလားဒါဆိုရင်ပြိဿရေတရားနာမည်ပြန်ပြောကုသိုလ်ဘာလို့လောက်တာလဲပြန်ပြောပါဦးဤတရားမြတ်ဒေသနာတော်ကိုတုံမေသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဟောကြားနာကြကြီးညိုခဲ့ကြသဖြင့်အာလုံးသောကုသိုလ်ရှင်ကောင်းမှုရှင်တရားနာပရိသတ်ပေါင်းတို့မိသားစုတွေကိုယ်ဘဝကိုကုသိုလ်ကောင်းမှုတရားအတိတရားတွေနဲ့ဆင်ញင်တော်တရားလက်ကင်ထားပြီးတော့ကိုယ်စိတ်ကိုပြင်ကိုယ်ဘဝကိုပြုပြင်ဘသူမပြုမိမိမှုကိုလုံခေတာတွေကိုပြန်ရနေတာကိုယူနေတာတွေကိုရနေတာလို့လောကနိယမှာတဘာဝဓမ္မဘဝရဲမှာဓမ္မတွဲပြီးတော့ကိုယ်ဘဝကိုကောင်းတဲ့ကောင်းအောင်ထိန်းကျောင်းနိုင်တဲ့သူတော်ကောင်းတွေဖြစ်နိုင်ကြပါစေမသူတော်ဘေးကင်းဝေးလို့သူတော်ကောင်းတို့ရဲ့အထောက်ပံ့တွေနေညာမပြတ်ရရှိနိုင်ကြကဘုရားရှင်ကိုရောမြတ်သာသနာတော်မြတ်ကြီးအားစိတ်ဆန္ဒရှိတိုင်းထောက်ပံ့လိုရန်ပံ့ပိုးနိုင်တဲ့သာသနာပြုပုဂ္ဂိုလ်များဖြစ်နိုင်ကြကဖြင့်ဒုက္ခခသိမ့်ချုပ်ငြိမ်းရာမှမြတ်နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုနိုင်ကြပါစေကုန်သောဟူ၍ပတ္ထနာအောင်စုအခါခါပြုလိုက်ကြကုန်ရတော်သတည်း